virus မပေါက်ကွဲခင်နာရီနေငယ်အလိုမှာကျမအကြောင်းမှာပိတ်မိနေခဲ့တယ်ကျမအတန်းဖော်ရဲ့ဂရုထဲမှာကယောဂါအတွက်ပစ္စည်းတွေစုဆောင်းဖို့သတင်းတစ်ခုပို့လိုက်တယ်ပြီးတော့အခန်းဖော်နဲ့အတူစူပါမားကတ်ထဲကိုအပြေးဝင်သွားခဲ့တယ်ကဘာပြက်ချိန်မှာကျမအတန်းမထွက်ရဲဘူးတိတ်တိတ်ဆိတ်ဆိတ်ရှင်သန်နေထိုင်ခြင်းကသာအကောင်းဆုံးနည်းလမ်းပဲနားရဲ့30ရက်နေ့မနက်ခင်းမှာကျမအမေရုတ်တရက်ဖုန်းဆက်လာတယ်ချက်ချင်းပစ္စည်းတွေဝယ်ပြီးအဆောင်ထဲမှာပုံနေပါဘယ်တော့မှအပြင်မထွက်ပါနဲ့ကျမရင်ထဲထိတ်ခနဲဖြစ်သွားပြီးတခုခုတော့မှားနေပြီဆိုတာချက်ချင်းသဘောပေါက်လိုက်တယ်ကျမမိဘတွေကသူတေသနညာရှင်တွေဖြစ်လို့အကြောင်းရင်းမရှိဘဲနဲ့သူတို့ကဘယ်တော့မှကောလာဟာလာတွေကိုယုံကြည်သူတွေမဟုတ်ဘူးသူတို့ကအလွန်အရေးတကြီးလေတန်းနဲ့ကျမကိုပြောပြတယ်မြို့ထဲမှာဇွန်ဘီဗိုင်းရပ်စ်ပြန့်နှံ့နေပြီတက္ကသိုလ်နယ်မြေကိုရောက်လာဖို့ကအချိန်မဲလိုတော့တယ်ဖုန်းချပြီးတာနဲ့သူတို့ကကျမစီငွေချို့လွှဲပေးလိုက်တယ်သူတို့ဘေးကင်းကြောင်းပြောပြပြီးကိုတေချာပြီးစိုက်ဖို့မှာကြားတယ်အချိန်ထဲမှာပဲသူတို့ကသက်ဆိုင်ရာလမ်းညွှန်ချက်စာရွက်စာတမ်းတစ်ခုကိုပို့ပေးလိုက်တယ်ကျမချက်ချင်းပဲဖုန်းဆက်ပြီးအရေးကြီးကိစ္စရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ခေါ်လိုက်တယ်အပြင်မှာရှိနေတဲ့ကျမရဲ့အခန်းဖော်3ယောက်ကိုပြန်ပြောလိုက်တယ်ပိတ်ဆို့မှုတွေကြောင့်ကျောင်းထဲမှာပဲလှုပ်ရှားလို့ရတော့တယ်သူတို့ကအမြန်ပဲပြန်ရောက်လာကြတယ်အားလုံးကအရွယ်တူတွေပဲကျမအိမ်ကျောင်းကိုလည်းသူတို့နည်းနည်းပါးပါးသိထားကြတယ်သူတို့ကအများကြီးစဉ်းစားမနေတော့ပဲဒီသတင်းကိုလက်ခံလိုက်ကြတယ်သူတို့အိမ်ကိုစီဖုန်းဆက်ပြီးတဲ့နောက်မှာတော့ကျမတို့လက်ထဲမှာရှိတဲ့ပတ်စံတွေကိုစုလိုက်ကြတယ်ပြီးတော့ကျောင်းကစူပါမားကတ်ကိုတန်းပြီးသွားလိုက်ကြတယ်မသွားခင်မှာကျမအတန်းထဲကဂရုထဲကိုအတိတ်ပဲနှစ်ခွထွက်နိုင်တဲ့ message တစ်ခုပို့လိုက်သေးတယ်မကြသေးခင်ကမှအခြေအနေတွေဆိုးရွားလာလို့အခန်းထဲမှာစားစရာတွေအများကြီးစုထားကြပါကျမအများကြီးမပြောရဲခဲ့ဘူးကျမတို့ကြိုတင်ပြင်ဆင်ထားမှန်းလူတိုင်းသိသွားရင်မေဒုက္ခတွေရောက်လာမှာကိုကြောက်တယ်ဒီသတိပေးချက်ကကျမလုပ်ပေးနိုင်တဲ့အမြင့်ဆုံးအရာပဲကျမတို့နေ့လည်တန်းတွေကိုပေါ်တင်ပဲပြစ်လိုက်ကြတယ်စူပါမားကတ်ရောက်တော့ကုန်ပစ္စည်းစင်တွေစီတန်းမသွားပဲစူပါမားကတ်ရဲ့တာဝန်ခံကိုရှာလိုက်ကြတယ်ကျမတို့ကကျောင်းသားသမဂ္ဂလှုပ်ရှားမှုအတွက်ဆိုတဲ့အကြောင်းပြချက်နဲ့သူ့ကိုစီယုံပြီးဂိုဒေါင်ကနေတိုက်ရိုက်ပစ္စည်းထုတ်ယူခိုင်းခဲ့တယ်ကျောင်းမုံဈေးတန်းမှာပစ္စည်းမျိုးစားတိတ်မစုံသလိုလက်ကျန်ပစ္စည်းလည်းနည်းတယ်အိတ်ဆောင်ကမကျဲသလိုရေခဲတစ်တာလိုမျိုးပစ္စည်းတွေလည်းမရှိဘူးကျမတို့ကအိတ်ဆောင်ရဲ့အများဆုံးဆက်နိုင်တဲ့ပမာဏကိုတွက်ချက်ပြီး10တစ်တာမှယူခဲ့တယ်အတင်စားဟော့ပေါ့ထမင်းစားတဲ့အတင်စားအစားအစာတွေပေါ့တစ်တာ10လုံးကဘာတွေလဲဆိုတာမဖွင့်ကြည့်ရသေးတော့မသိဘူးဘာပဲဖြစ်ဖြစ်စူပါမားကတ်တာဝန်ခံကစားလို့ရတဲ့စီတုပ်ဘူးတွေမုံ6နှစ်တစ်တာဝက်ဥ6နှစ်တစ်တာလို့ပြောတယ်ခောက်ဆွဲကင်9တစ်တာအာလူးကြော်3တစ်တာအမဲသား6နှစ်တစ်တာဝက်သား6တစ်တီး6စတာတွေပေါ့ပြီးတော့ချောကလက်နှစ်တစ်တာလည်းပါသေးတယ်ကျမတို့ကပိုးမယူချင်တာမဟုတ်ဘူးကျောင်းမုံဈေးတန်းမှာလက်ကျန်ပစ္စည်းကကန့်သက်ချက်ရှိနေလို့ပါစားစရာကိစ္စပြီးသွားရင်နောက်တစ်ခုကရေကိစ္စပဲကျမတို့တိုင်ပင်ပြီးတော့3ရေတိုးလောင်ဖို့ရေပုံးကြီး3ပုံမှာယူခဲ့တယ်နောက်ပြီးတောက်ရေတန့်အတစ်တာ20ရေနွေးအိုး9လုံးရေနွေးအိုးအပူထိန်း10လုံးမှာယူခဲ့တယ်နေ့စဉ်တောက်ရေအတွက်အာမခံချက်ရှိအောင်အင်တာ39 5တစ်တာနဲ့တ िश ူး2တစ်တာလည်းပါတယ်နေရာချွေတာဖို့အတွက်ပတ်စံပို့ပေးပြီးစူပါမားကတ်ဝန်ထမ်းတွေကိုတ िश ူးဘူးတွေဖယ်ထုတ်ခိုင်းခဲ့တယ်ကျမတို့စူပါမားကတ်ထဲကတကိုရေတန်ရှင်းရေးသုံးပစ္စည်းတွေကိုပါအကုန်ယူဖို့ပြင်ခဲ့ပေမဲ့စဉ်းစားကြည့်လိုက်တော့နောက်ဆုံးတော့3ဘူးပဲယူခဲ့လိုက်တယ်ဘာပဲဖြစ်ဖြစ်ကဘာပြက်ချိန်ရောက်နေပြီဆိုတော့ကျမတို့သာအကုန်ယူလိုက်ရင်အသက်ရှင်ကျန်ရစ်တဲ့မိန်းကလေးတွေအတွက်တကယ်ကိုအခက်အခဲဖြစ်သွားမှာမို့ပါကျမတို့တယောက်ချင်းစီကအခြေခံလိုအပ်တဲ့လူသုံးကုန်ပစ္စည်း9စုံစီထပ်ဝယ်ခဲ့ကြတယ်သွားတိုက်တန်သွားတိုက်စေးမျက်နှာတစ်စေးဖနက်အဝတ်လျှော်ဆက်ပြာကြီးဆက်ပြာခဲခေါင်းလျှော်ရည်စတာတွေပေါ့အမိုက်အိတ်တပူးနဲ့အရက်ပြန်ပိုးတက်စေးတပူးကိုလည်းယူခဲ့တယ်ဘိုးတော်မှာပစ္စည်းတွေယူတော့ကကျောင်းသားတစ်တွေအတွက်ပြင်ဆင်ထားတဲ့စောင်ပိုတွေကိုလည်းတွေ့ခဲ့တယ်ကျမတို့တယောက်3ထည့်စီယူပြီးရေနွေးအိတ်10လုံးလောက်ထပ်ဝယ်ခဲ့တယ်ရုတ်တရက်အေးတက်လွန်ခဲ့လာမှဆိုလို့ပါပြီးတော့လက်ကျန်ရှိသမျှပါဝါဘန်တွေနဲ့အာသွင်းကြိုးတွေကိုအကုန်သိမ်းလိုက်တယ်လက်နေဓာတ်မီး10လုံးနဲ့ဘက်ထရီအကုန်လုံးကိုလည်းဝယ်ခဲ့တယ်အော်ဒါတင်ပြီးတဲ့နောက်မှာတော့ကျမတို့ကစူပါမားကတ်ကပစ္စည်းပို့တဲ့သူကိုအတန်းချိန်တွင်းမှာပဲအဆောင်ထိလာပို့ပေးဖို့ပြောထားလိုက်တယ်ပစ္စည်းတွေအများကြီးဝယ်ထားမိတဲ့အတွက်စူပါမားကတ်တာဝန်ခံကကျမတို့ရဲ့အကြောင်းပြချက်ကိုတန်တရားဝင်လာတယ်ဒါပေမဲ့ကျမတို့ကစကားလမ်းကြောင်းလဲပြီးကြော်ဖြတ်လိုက်နိုင်ခဲ့တယ်စူပါမားကတ်ကနေထွက်လာတော့အတန်းချိန်ဖြစ်နေသေးတဲ့အတွက်အဆောင်မှာလူသိမ့်မရှိဘူးကျမတို့ကအခန်းထဲကမလိုတဲ့ပစ္စည်းတွေကိုအကုန်ရှင်းထုတ်လိုက်တယ်ပြီးတော့တယောက်ကိုစူပါမားကတ်ကပစ္စည်းပို့မဲ့သူကိုစောင့်ခိုင်းထားခဲ့တယ်ကျန်တဲ့သူတွေကတော့ကျောင်းဆေးကန်းကိုတန်းပြီးသွားကြတယ်ကျမတို့ကတယောက်တစ်မျိုးအကြောင်းပြချက်ပေးပြီးအကိုက်ခဲပျောက်စေးဗီတာမင်နဲ့ဓာတ်မတည့်တဲ့ဆေးတွေကိုယူခဲ့ကြတယ်တုပ်ကွေးဆေးကတော့ထိန်းချုပ်ထားတဲ့အတွက်ကျောင်းကနေထုတ်မပေးဘူးဒါကြောင့်အဲ့ဒီအကြောင်းကိုလုံးဝမပြောတော့ဘဲကိုစီရှိထားတဲ့ဆေးတွေကိုပဲစုစည်းလိုက်ကြတယ်ကိုခန်းစားအမြင့်ပစ္စည်းတွေနဲ့ဒဲအိုးလိုမျိုးတခြားပစ္စည်းတွေကတော့ကျောင်းစည်းကန်းကအရန်တင်းကျပ်တဲ့အတွက်ဘယ်နေရာမှဝယ်လို့မရဘူးဒါကြောင့်လဲကျမတို့လက်လျှော့လိုက်ရတော့တယ်အိတ်ဆောင်တော့မပြန်မီကျမမိဘတွေပေးပို့ထားတဲ့လမ်းညွှန်ချက်အတိုင်းခမင်းစားခန်းမှာစားတထုတ်သွားတောင်းခဲ့တယ်ဒါကရောင်ရမ်းမှုကိုတက်တာစေပြီးပိုးတက်ပေးနိုင်တယ်လို့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့စားဓာတ်ကိုလည်းဖြည့်တင်းပေးနိုင်တယ်အခုဆိုရင်လျှက်စစ်မီပြဿနာပဲကြံတော့တယ်အခြေအနေရေးပေါ်ဖြစ်လာရင်ရေနဲ့မီပြတ်တောက်သွားမှသိကြတယ်ဒါပေမဲ့ဒီပါဝါဘန်တွေကဘလောက်မှခံမှာမဟုတ်ဘူးအမျိုးမျိုးစဉ်းစားပြီးနောက်ဆုံးမှာတော့အခန်းဖော်တန်ကအကြံတစ်ခုပေးတယ်သူမကယူပဗေဒဘာသာရပ်ကိုတင်ယူနေတဲ့အကိုတယောက်ကိုသိတယ်လို့ပြောတယ်သူကအရင်ကဆိုလာပြားသေးစားလေးတစ်ခုလုပ်ဖူးပြီးလက်ဆောင်ဖြစ်ပေးခဲ့ဘူးတယ်သူကူညီပေးနိုင်မလားတော့မသိဘူးကျမကြားပြီးတာနဲ့ချက်ချင်းပဲသူ့ကိုအဲ့ဒီကိုစီသွားခေါ်ခိုင်းလိုက်တယ်ကျမတို့သူ့ကိုမိန်းကလေးဆောင်နဲ့ခိုးဝင်လာအောင်ကူညီပေးပြီးဖြစ်ပျက်နေတဲ့အကြောင်းရင်းကိုအချင်းချုပ်ပြောပြလိုက်တယ်ပြီးတော့သူ့ကိုလည်းအမြန်ဆုံးပစ္စည်းတွေစုဆောင်းထားဖို့နဲ့ဘသူ့ကိုမှမပြောဖို့မှာလိုက်တယ်အဲ့ဒီအကိုကခဏလောက်တိတ်ဆိတ်သွားတယ်ကျမတို့ပြောနေတာကိုသူနားမလည်ဘူးလို့ထင်နေတဲ့အချိန်မှာပဲသူဖုန်းကိုထုတ်ပြီးသူ့ခန်းဖော်ကိုဖုန်းခေါ်ကအကြောင်းစုံကိုမှာကြားလိုက်သည်သူ့ခန်းဖော်ကလည်းတာမန်လူမဟုတ်ပေဒီဖုန်းတစ်ချက်ထဲနဲ့တင်ဒီစကားကိုအလွယ်တကူယုံကြည်သွားခဲ့သည်အကြီးကောင်ကကျမတို့ကိုပြောသည်ခဏနေရင်နေအောင်ကြည်စွမ်းရင်3ပြားကိုပို့ပေးမယ်ဒါကမနစ်ကတင်တန်းမှာကျမတို့လုပ်ထားတာအသိရှိပြီးသားပါဒီသတင်းကောင်းကိုကြားလိုက်ရတော့မှကျမတို့စိတ်အေးသွားတော့သည်စူပါမားကတ်ကပို့လိုက်တဲ့ပစ္စည်းတွေကိုတင်ဆက်ပြီးတဲ့နောက်နေအောင်ကြည်စွမ်းရင်3ပြားလဲရောက်လာသည်ဒါပေမဲ့အကြီးကောင်နဲ့အတူသူ့ခန်းဖော်လဲပါလာသည်ဖုန်းထဲမှာပြောခဲ့တဲ့သူပဲ
ကျမအံ့ဩသွားမိတယ်ဒီလူကကျမတို့ကျောင်းရဲ့နာမည်ကြီးပုဂ္ဂိုလ်ရှုရှိဖြစ်နေတာပဲသူကတကယ်ကိုချုံမောပေမဲ့အခုတော့ကျမတို့မှအဲ့ဒါကိုခက်ခံစားဖို့စိတ်ကူးမရှိကြတော့ပါရှုရှိတို့ကလည်းစကားပိုတွေမပြောတော့ဘူးအခန်းထဲဝင်လာတာနဲ့ကျမတို့ရဲ့အိတ်ဆောင်ဖွဲ့စည်းပုံကိုစတင်လေ့လာကြသည်ပြီးတော့ကျမတို့ရဲ့လာတာဆောင်တော့မှာနေရောင်ခြည်စွမ်းအင်၃ပြားကိုတက်ဆင်ပေးခဲ့သည်ပြီးတော့လိုင်းတွေကိုစစ်ဆေးခဲ့တယ်နေရောင်ခြည်စွမ်းအင်၃ပြားနဲ့လျှက်စစ်ပစ္စည်းမျိုးမျိုးကြားဘယ်လိုပြောင်းလဲအသုံးပြုရမလဲဆိုတာကိုကျမတို့ကိုသင်ပေးခဲ့တယ်အရေးပေါ်အခြေအနေအတွက်အပိုတစ်ခုကိုလည်းကျမတို့အတွက်ချန်ထားပေးခဲ့တယ်တေချာသွားတဲ့အခါသူတို့ကအောက်ထပ်ကနေတစ်သားပြားအချို့ကိုထပ်တယ်လာခဲ့တယ်ကျမတို့ရဲ့တကားနဲ့သတင်းပေါက်တွေကိုခိုင်မာအောင်လုပ်ပေးဖို့ကူညီပေးခဲ့တယ်အခန်းဖော်ကနည်းနည်းတော့နားမလည်နိုင်ဖြစ်နေတယ်မင်းတို့ဘယ်လိုတက်လာကြတာလဲဘယ်လိုပဲဖြစ်ဖြစ်ကျမတို့အဆောင်ကအတော်ကြီးကနာမည်ကြီးလောက်အောင်ကိုကျန်းနန်းနာကိုရှူရှိကတူနဲ့တစ်သားပြားကိုတစ်ချက်ချင်းစီထွေရင်းတင်ငိမ်စွာပြောလိုက်တယ်ဒီစားနဲ့သတင်းပေါက်ပြင်ဖို့လာတာလို့ပြောလိုက်တယ်ကျမတို့လည်းထပ်မမေးတော့ပဲအလုပ်ရှုပ်နေကြတယ်သူတို့မပြန်ခင်မှာကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ခောက်ဆွဲ6တပူပေးလိုက်တယ်ဒီလိုအချိန်မျိုးမှာစားနပ်ရိက္ခာထက်ပိုကောင်းတဲ့အရာမရှိဘူးလေသူတို့ကျေးဇူးတင်စကားပြောတယ်နောက်ဆုံးမှာတော့အကြီးကောင်ဝင်ချင်းကသူ့အိတ်ထဲကနေတုတ်ချောင်းချိုးထုတ်ပြီးကျမတို့ကိုပေးတယ်ကိုခံပညာအတွက်သုံးဖို့ပါကျမနည်းနည်းအံ့ဩမိတယ်ဒါတွေကတားမြစ်ထားတဲ့ပစ္စည်းတွေမလားဘယ်လိုလုပ်ရလာတာလဲရှူရှိကကျမကိုအေးဆက်ဆက်လေးတစ်ချက်ကြည့်လိုက်တယ်ယောက်ျားလေးဆိုတော့လေနည်းနည်းပါးပါးတော့အထင်ကြီးခံခြင်းနဲ့စိတ်ရှိကြတာပေါ့သူဘာမှထပ်မပြောတော့ပေမဲ့ကျမနားလေလိုက်တယ်ယောက်ျားလေးတချို့ကကြွားကျင်လို့လက်နက်ပုံစံပစ္စည်းတွေကိုစုဆောင်းရတာဝါသနာပါကြတယ်လို့ကြားဘူးတယ်ဒါတွေကသိသိခံထားရတဲ့ပစ္စည်းတွေဖြစ်မယ်ထင်တယ်ပစ္စည်းတွေခွဲဝေပြီးတဲ့နောက်မှာတယောက်နဲ့တယောက်ဘေးကင်းပါစေလို့ဆူတောင်းပြီးလမ်းခွဲလိုက်ကြတယ်အကုန်လုံးအစင်သင်းဖြစ်ပြီဆိုတော့တကားနဲ့သတင်းပေါက်တွေကိုစစ်ဆေးပြီးတိတ်ဆိတ်စွာနဲ့အတူတူထိုင်နေလိုက်ကြတယ်တယောက်လက်ကိုတယောက်ဆုပ်ကင်ပြီးနှစ်သိမ့်ပေးနေကြတယ်ကျမတို့စုဝေးပြီးဖုန်းတွေကြည့်နေကြတယ်ကျမအဖေနဲ့အမေပြောခဲ့သလိုပါပဲကျမတို့ပစ္စည်းတွေဝယ်ယူခဲ့တဲ့3နာရီအတွင်းမှာပဲမြို့ထဲမှာဇွန်ဘီဗိုင်းရပ်စ်စတင်ပြန့်နှံ့လာခဲ့တယ်အစပိုင်းမှာအင်တာနက်ပေါ်မှာဗီဒီယိုတွေပြန့်နှံ့နေပြီးလူတွေကိုအနေရပြုတဲ့သတင်းတွေရှိနေတယ်ခွေးယူပြန်ယောဂသတင်းတွေနဲ့လူအုပ်စုလိုက်အထီးကယုံဖြစ်ပွားတဲ့သတင်းတွေလည်းရှိနေတယ်အခန်းဖော်ကစိတ်မချတာကြောင့်အင်ကိုဖုန်းဆက်ချင်နေတယ်ဒါပေမဲ့အင်တာနက်ကပိတ်ဆို့ပြီးလေးဖြတ်တယ်လို့ဖြစ်နေလို့ဆက်သွယ်လို့မရတော့ဘူးနောက်ပိုင်းမှာတော့အင်တာနက်ကဘာမှ refresh လုပ်လို့မရတော့ဘူးကျမတို့စိတ်ကိုတည်ငြိမ်အောင်ထားပြီးဖုန်းတွေကိုအတန်းတိတ်ထားလိုက်ကြတယ်စီရင်ချက်ချခံထားရတဲ့ပြစ်မှုကျူးလွန်သူတွေလိုပဲလူသားတွေအပေါ်ကဘာကြီးရဲ့ပြစ်ဒဏ်ကိုစောင့်မျှော်နေကြတယ်ညနေ9:32မိနစ်မှာတော့ကျောင်းဝင်းတစ်ခုလုံးကိုခင်းထွက်သွားတဲ့အော်ဟစ်တန်တွေကြားလိုက်ရတယ်အစာပိုင်းမှာတော့ထမင်းစားဆောင်ဘက်ကနေစတင်ကြားလိုက်ရတာပါကက်ယောဂါကြောင့်ကျောင်းကိုပိတ်ထားတဲ့အတွက်ဒါဟာမမှန်ကန်ဘူးလို့ကျမတွေးမိလိုက်တယ်ပုံမှန်ဆိုရင်တော့ကျောင်းတကားဝါကနေစဖြစ်တင်တာပေါ့ကျမချက်ချင်းထပြီးဘေးဘက်သတင်းပေါက်ကကလားကာကိုဆွဲဖွင့်တာအပြင်ကိုကြည့်လိုက်တယ်ကျမတို့အဆောင်ကကျောင်းတကားဝါနဲ့နီးတယ်သတင်းပေါက်ကနေတဆင့်ကျောင်းတကားဝါမှာဖြစ်ပျက်နေတာတွေကိုမြင်နေရတယ်လုံခြုံရေးဂိတ်မှာလူတစ်ယောက်မှမရှိတော့ဘူးမြေပြင်ပေါ်တွင်မြေသူ၏သွေးဆက်မှန်းမသိသည့်သွေးကွက်တစ်ခုသာကြံရစ်ခဲ့သည်ကျောင်းဝင်းတကားကြီးသည်ပွင့်ဟလျက်ရှိပြီးမှောင်ရီပြိုးစနစ်အချိန်တွင်လူကိုမျိုးချမိသားရဲကြီးတစ်ကောင်နှင့်တူနေသည်ကျွန်ုပ်တို့သည်ကြောက်ရွံ့တုန်လှုပ်စွာဖြင့်တယောက်ကိုတယောက်ကြည့်လိုက်ကြသည်ကံကောင်း၍စောစောပြန်ရောက်လာခဲ့ခြင်းဖြစ်သည်မဟုတ်ပါကကိုယ်တိုင်ကြုံတွေ့ရတော့မည်ကိုစိုးရိမ်မိသည်ခဏအကြာတွင်အရင်ကတိတ်ဆိတ်နေသောအဆောင်ဧရိယာအပြင်ဘက်၌လူများအော်ဟစ်တန်များထွက်ပေါ်လာပြီးရှုပ်ထွေးကုန်ကြသည်ထိုမိစ္ဆာကောင်များ၏ကြောက်မက်ဖွယ်မျက်နှာများသည်လူအုပ်ကိုလိုက်လံဖမ်းဆီးနေကြပြီးဖမ်းမိသည်နှင့်အသားများကိုကိုက်ဖြတ်စားတောက်နေကြသည်အဆောင်အတွင်းတွင်လူများပြေးလွှားနေသည့်ဒုံဒုံမြည်တံများကြားနေရပြီးငိုကြွေးတံများနှင့်အကူအညီတောင်းတံများရုတ်တရက်ဆူညံသွားသည်အစုံတစ်ယောက်သည်ကျွန်ုပ်တို့အခန်းတကားကိုယူသွတ်စွာထုရိုက်နေသည်ကျွန်ုပ်တို့အားလုံးကြောက်လန့်တုန်လှုပ်သွားကြပြီးညီသူမျှအတန်မထွက်ရဲကြပေအခန်းတကားမှာတစ်သားတကားဖြစ်သည့်အတွက်ထုရိုက်ခံရမှုကြောင့်ရိုင်းနေနေသည်ကံကောင်းထောက်မစွာဖြင့်နေ့လည်ကရှူရှိကကျွန်ုပ်တို့ကိုတကားအဖြစ်ပေးပြီးတော့ကိုပြန်ပြင်ပေးခဲ့သည်မဟုတ်ပါကဤတကားသည်အကျိန်နှဲငယ်မျှပင်ခံနိုင်ရရှိမည်မဟုတ်ပေလူတိုင်းတိတ်ဆိတ်စွာဖြင့်ထောင်းတနေရာတွင်ရက်နေပြီးတကားကိုစောင့်ကြည့်နေကြသည်ခဏအကြာတွင်တကားကိုထုရိုက်နေသည့်အတန်များတဖြည်းဖြည်းရပ်တန့်သွားသည်ကျမတို့အောင့်ထားသည့်အသက်ကိုပြင်းပြင်းရှူထုတ်လိုက်ကြတယ်အဲ့ဒါတွေကဇွန်ဘီတွေပဲမဟုတ်လားရှမ်းအခန်းဖော်ဝန်ရွေကတုံရီစွာဖြင့်ပါဇက်ကိုအုပ်ထားပြီးကျမကိုတိုးတိုးလေးမေးသည်ကျမကအင်းဟုသာပြန်ဖြေလိုက်သည်အပြင်မှာရှိတဲ့လူတွေကရောဘယ်လိုလုပ်မလဲသူတို့ကိုဒီထဲဝင်ပြီးပုံခိုဖို့ခေါ်လိုက်ရမလားနောက်ထပ်အခန်းဖော်တစ်ယောက်ကစိုးရိမ်တကြီးမေးသည်မလုပ်ပါနဲ့အဲ့ဒီအကောင်တွေကိုသာဆွဲခေါ်လာမိရင်ဘယ်လိုလုပ်မလဲရှမ်းကသူတို့ကအတန်ကိုအရန်သတိထားမိတယ်လို့ပြောထားတာမဟုတ်ဘူးလားသူတို့ပြောနေတာကိုနားထောင်ရင်ကျမမျက်မှောင်ကျုပ်လိုက်မိပြီးတခုခုတော့မကောင်းတော့ဘူးလို့ခံစားလိုက်ရသည်ဒီသတင်းကိုသူတို့ကိုကျမပထမဆုံးပြောပြတော့ကကျောင်းကိုတိုင်ကြားရမယ်လို့ကျိုးရောင်ကပြောခဲ့ပေမဲ့ကျမကအဲ့ဒီတုန်းကသူမကိုတားဆီးခဲ့သည်ကျမလည်းဒီကိစ္စကိုစဉ်းစားမိတာပေါ့ဒါပေမဲ့ကျမမိဘတွေကဖုန်းထဲမှာတတိပေးထားတယ်အစကတည်းကငှက်ကိုဘယ်တော့မှမဖြစ်ပါနဲ့ကျောင်းသားတယောက်အနေနဲ့ဒီစကားတွေကိုပြောရင်ဘယ်သူမှယုံမှာမဟုတ်ဘူးဒါအပြင်ကျောင်းကယုံနေဆိုရင်တော့မှဒါပေမဲ့ကျောင်းမှာလူတွေအများကြီးရှိတော့စကားနားမထောင်နေသူအနေငယ်တော့ရှိနေမှာပဲအရင်တုန်းကကက်ယောဂါကာကွယ်ရေးလိုမျိုးပဲအမြဲတမ်းအုံနောက်နည်းနည်းချိုးတက်နေတဲ့လူတွေရှိနေတတ်တယ်။ပိုပြီးကြီးမားတဲ့ကူးစက်မှုတွေကိုဖြစ်ပေါ်စေခဲ့သည်။ဒါကြောင့်ကမ္ဘာပြည့်ချိန်မှာပထမဆုံးစီးမြင်ကတော့ကိုကာကွယ်ဖို့ပဲ။ဒါပေမဲ့ကျိုးရောင်ရဲ့ဒီပုံစံကသူ့မျက်နှာပေါ်မှာတန်ရှင်းသူဆိုတဲ့စာလုံးကြီးကိုထင်ထင်ရှားရှားရေးထားတယ်လို့ပဲ။မရေကန်းလိုမျိုးရှုပ်ထွေးမှုတွေကနိုင်ရင်နေငယ်ကြမှရပ်တန့်သွားတယ်။ကျမတို့အိတ်ဆောင်ထဲမှာထိုင်နေရင်အပြင်ဘက်ကတခါတရံကြားနေရတဲ့အော်ဟစ်တန်တွေကိုနားထောင်နေမိတယ်။တကူလုံးလည်းမထိန်နိုင်ပဲတုံရီနေတယ်။ညနေတဲ့အထိစောင့်ပြီးတော့ကျမတို့အလုပ်ခွဲလိုက်ကြတယ်။နှစ်ယောက်တတွဲစီညဆောင်ကြမယ်။ရင်ကိတညအခြေအနေတွေအတွက်ပေါ့။ကျမကကြမ်းကြမ်းနဲ့ပထမညမှာစောင့်ဖို့တောင်းဆိုလိုက်တယ်။ကျိုးရောင်အိပ်ပျော်သွားပြီဆိုတာတေချာတဲ့အခါတန်တန်ကိုညရိပ်ပြလိုက်တယ်။သူမကိုအတူတူချီနှောင်လိုက်ပြီးပါဇက်ကိုလည်းပိတ်ထားလိုက်သည်။ကျိုးရောင်ကအတန်တိုးတိုးဖြင့်ငိုကရုံးကန်နေမိသည်။သူမ၏မျက်လုံးထဲတွင်မယုံကြည်နိုင်စရာများဖြင့်ပြည့်နှက်နေသည်။သူမကိုဘာကြောင့်ဒီလိုလုပ်ရတာလဲဟုမေးချင်နေပုံရသည်။သို့တော့ကျမသူမကိုဂရုမစိုက်ခဲ့ပါ။ဒီနေ့မှာတော့ကျမတို့တယောက်ချင်းစီတိုင်းအလွန်ပင်ပန်းနွမ်းနယ်နေကြပြီးသူမကိုစိတ်သက်ပိုင်းဆိုင်ရာပညာပေးဖို့အချိန်မရှိတော့ပါ။ကျမနှင့်ချမ်းတို့အလှည့်ကျဆောင်ရင်ညကိုကြော်ဖြတ်ခဲ့ကြသည်။ဇူလိုင်လ1ရက်နေ့ဇွန်ဘီများစတင်ဖြစ်ပွားပြီးနောက်ပထမဆုံးနေ့မနက်ခင်းကျောင်းဝင်းထဲတွင်တိတ်ဆိတ်နေသည်။ထုံးစံအတိုင်းမြူကိုများထူထပ်နေသည့်နေ့တစ်နေ့ဖြစ်သည်။မနက်ခင်းတွင်မြင်ကွင်းမှာ3မီတာထက်ပိုမမြင်ရပေ။မြူကိုများကြားတွင်ဖြင်းချင်းစွာလှုပ်ရှားနေသည့်ထူဆန်းသော
အရေးများကိုသာမြင်နိုင်သည်ကျမအခန်းဖော်များကိုတယောက်ပြီးတယောက်နှိုးလိုက်သည်အလှည့်ကျမျက်နှာတစ်ပြီးနောက်ကျိုးရောင်ကြီးရှေ့တွင်ထိုင်လိုက်ကြသည်ကျမသူမကိုအကျိုးအပြစ်တွေအကြောင်းအသေးစိတ်ပြောပြလိုက်တယ်သူမကငိုယိုပြီးသူမသိပြီလို့ပဲတွတ်ပြောနေတယ်ပြီးတော့သူမတယောက်တည်းဘာမှလုပ်မှာမဟုတ်ဘူးလို့ပြောပြီးသူမကိုတွတ်ပေးဖို့တောင်းဆိုတယ်ကျမကတော့သဘောမတူခဲ့ဘူးအရင်ကဆိုရင်တော့သူမကိုဒီလိုယုံကြည်မှုမျိုးပေးဖို့ကျမဝမ်းသာအားရရှိမှာပါဘလို့ပဲဖြစ်ဖြစ်ကျမတို့ကအခန်းဖော်တွေဖြစ်ပြီးအတူတူနေရတာလေအဆင်ပြေခဲ့တာပဲလေဒါပေမဲ့အခုကကဘာပြက်ခါနီးချိန်ဖြစ်နေတော့သူမကကျမတို့ရဲ့ဒီလောက်ရက်အပေါ်လက်စားချေခြင်းစိတ်ပေါက်လာမလားဆိုတာဘယ်သူမှအာမမခံနိုင်ဘူးသူမကိုဆက်ပြီးချီနှောင်ထားတာပဲပိုကောင်းမယ်လို့ကျမထင်တယ်ကျမတို့တိုင်ပင်ဆွေးနွေးပြီးတဲ့နောက်မှာနောက်ဆုံးတော့လူ၃ယောက်ကအလှည့်ကျနဲ့ကျိုးရောင်ရဲ့စားတောက်နေထိုင်မှုတွေကိုစောင့်ရှောက်ပေးဖို့ဆုံးဖြတ်လိုက်ကြတယ်သူမကိုခဏတာတော့အချီနှောင်မဖြေပေးဖို့ဆုံးဖြတ်လိုက်တယ်ကျမတို့ကတော့ပိုအလုံးရှုပ်ခံရတာကမှပို့သက်အနေရဲ့အတွက်ဒုက္ခရောက်တာထက်ပိုကောင်းတယ်လို့ယူဆတယ်ဒါအပြင်ကျိုးရောင်ကကျမတို့ပြောတာကိုဘယုမဆိုင်ပါဆိုလို့ကျမတို့ကသူမကိုနှုတ်နဲ့လဲချင်းချောက်လိုက်သေးတယ်သူမဘာပဲလုပ်လို့ဓာတ်ရိုက်အပြင်ကိုပြစ်ထုတ်ပစ်မယ်လို့ပြောလိုက်တယ်အဲဒီတော့မှကျိုးရောင်ငိုတာရက်ပြီးငြိမ်ကျသွားတယ်တညတာဖြတ်တန်းပြီးနောက်မှာတော့မနေ့ကရှုပ်ထွေးမှုတွေကြောင့်ဖြစ်ပေါ်လာတဲ့ဆက်သွယ်ရေးလမ်းကြောင်းပိတ်ဆို့မှုတွေကအတော်လေးတက်တာသွားပုံရတယ်အချက်ပြနှောင့်နှေးမှုတွေအများရှိနေပေမဲ့ဖုန်းရဲ့ဆက်သွယ်ရေးလှုပ်ဆောင်ချက်တွေပုံမှန်သုံးလို့ရတာနဲ့တင်လုံလောက်ပါပြီကျမတို့အားလုံးကိုမိဘတွေစီဖုန်းဆက်ပြီးအေဂျင့်ကြောင်းအကြောင်းကြားလိုက်ကြတယ်အစောပိုင်းကလေးကဆက်သွယ်မှုအချိန်မီခဲ့တာကြောင့်ကျမတို့မိဘတွေအားလုံးဘေးကင်းကြပါတယ်ဒါပေမဲ့တခြားသူတွေကိုတွေးမိလိုက်တာနဲ့ကျမတို့စိတ်ထဲမှာခံစားချက်ပေါင်းစုံရောထွေးသွားတယ်အချင်းချင်းနားလည်မှုနဲ့ဘယ်သူမှထုတ်မပြောကြဘူးဒီအချိန်မှာအတန်းဖော်တွေရဲ့ group ထဲမှာလည်းစူညံပွက်လောရိုက်နေတယ်မနေ့ကကျမပို့လိုက်တဲ့ message ကိုစိတ်ဝင်စားသူတယောက်ကပြန်တင်လိုက်တယ်ကျမကိုကြိုသိနေတာလားလို့တယောက်ပြီးတယောက်မေးကြတယ်ဒီလိုကိစ္စမျိုးကိုဘယ်လိုလုပ်ကြိုသိနိုင်မှာလဲဒါကတိုက်ဆိုင်မှုတက်တက်ပါကျမက prophet မဟုတ်တာအားလုံးပဲစိတ်အေးအေးနဲ့တိုင်ပင်ကြရအောင်ဆက်သွယ်ရေးပြန်ရလာကြတဲ့ကကျမတို့ဟာ online ပေါ်ကသတင်းတွေကိုခဏခဏပြန်လည်ဆန်းစစ်နေမိတယ်နိုးလာတဲ့အခါပုံမှန်ဘဝကိုပြန်ရောက်သွားနိုင်လိမ့်မယ်လို့မျှော်လင့်နေမိတယ်ဒါပေမဲ့အစိုးရရဲ့အကြောင်းကြားစာတွေကတော့အပြည့်မထွက်ဖို့နဲ့ကယ်ဆယ်ရေးကိုစောင့်ဆိုင်းဖို့ဆိုတဲ့အကြောင်းအရာတွေပဲထပ်ခါတလဲလဲဖြစ်နေတယ် online ပေါ်ကမှတ်ချက်အမျိုးမျိုးကတော့ပောက်ကွဲထွက်လို့နေပါဖြစ်နေတယ်ဒုတိယမြောက်ရုံးရင်းဆန်ခတ်ဖြစ်နေတဲ့ကဘာတစ်ခုလိုပါပဲတကယ်တော့အဲ့ဒီနေ့ကကျမမိဘတွေကိုမေးကြည့်ခဲ့တယ်ဒီကိစ္စကိုကြိုသိနေရင်ဘာလို့လူတွေကိုမပြောပြခဲ့တာလဲလူတိုင်းကိုကြိုတင်ပြင်ဆင်ခွင့်မပေးခဲ့တာလဲကျမမိဘတွေကအတော်ကြာအောင်တိတ်ဆိတ်နေပြီးမှစိတ်မကောင်းစွာနဲ့ပြောတယ်ဖြစ်ရက်ကအရန်ကိုရုတ်တရက်ကြီးဖြစ်သွားတာပြီးတော့တချို့အရာတွေကကိုပြောတိုင်းလဲလူတိုင်းယုံကြတာမဟုတ်ဘူးဒါအပြင်ဒီလိုကိစ္စမျိုးတွေပေါ်ပေါက်လာတဲ့အခါဖြစ်ပေါ်လာမဲ့လူဘေးဒုက္ခကတဘာဝဘေးဒုက္ခထက်ပိုကြောက်ဖို့ကောင်းနိုင်တယ်သူရဲကောင်းတယောက်မဖြစ်နိုင်တော့ဘူးဆိုရင်ကိုပဲကောင်းကောင်းထင်းချောင်းရတော့မှာပေါ့ဖုံးချလိုက်ပြီးနောက်ကျမအကြာကြီးစဉ်းစားနေမိတယ်သူတို့ရဲ့ပြောစကားတွေကိုအပြည့်အဝသဘောတူမိတယ်ဟုတ်ပါတယ်ကျမကသူရဲကောင်းလည်းမဟုတ်တယ်လို့ကဲတင်ရှင်လည်းမဟုတ်ဘူးကျမတို့နိုင်တာကကိုကောင်းကောင်းထင်းချောင်းဖို့ပဲရှိတယ်ဗိုင်းရပ်စ်စတင်ပြန့်နှံ့ပြီး82နာရီကြာမှအကြောင်းမှာလျှက်စစ်ပြီးပြတ်တောက်သွားတယ်နေရောင်ခြည်စွမ်းအင်သုံးပြားတွေကြောင့်ကျမတို့ရဲ့နေ့စဉ်လျှက်စစ်ပြီးသုံးဆွဲမှုကတည်ငြိမ်စွာအာမခံချက်ရှိနေတယ်ဗိုင်းရပ်စ်စတင်ပြန့်နှံ့ပြီး9ရက်မြောက်နေ့မှာတော့မြို့ပြလျှက်စစ်တဲ့အားလိုင်းတွေပျက်စီးသွားပုံရတယ်ရေပေးဝေရေးစနစ်လည်းရပ်တန့်သွားပြီးအင်တာနက်လိုင်းတွေလည်းအပြိုင်နက်တည်းပြတ်တောက်သွားတယ်ဒီလိုနဲ့ကျမတို့ဟာပြင်ပကဘာနဲ့အဆက်အသွယ်ပြတ်တောက်သွားခဲ့တယ်ဘာလို့လဲဆိုတော့အပူချိန်တွေကပုံမှန်မဟုတ်တော့ပဲရာသီဥတုကအစွန်းရောက်လာလို့ပဲဒီနှစ်ဇွန်လကစပြီးကျမတို့ဘက်မှာအလွန်မင်းပူပြင်းလာတယ်ဒီရက်ပိုင်းမှာဆိုရင်အပူချိန်40ဒီဂရီစင်တီဂရိတ်အထိရောက်ရှိလာပြီးကျမတို့အားလုံးချွေးတွေပြန်ပြီးပူလောင်နေကြတယ်ခံစားရတာအလွန်ဆိုးရွားလာတယ်အလွန်ပူပြင်းတဲ့ရာသီဥတုကြောင့်အပြင်ဘက်ကနေအပုံနှံတွေတလိုင်းပြီးတလိုင်းရောက်လာတယ်ဒါပေမဲ့ကျမတို့ကတကားနဲ့သတင်းပေါက်တွေကိုတင်းတင်းကြပ်ကြပ်ပိတ်ထားပြီးလေဝင်လေထွက်အတွက်သတင်းပေါက်ဖွင့်ဖို့တော့မဝင်ရဲကြပါဘူးဘာကြောင့်လဲဆိုတော့ဒီညဉ့်ညမ်းနေတဲ့လေထုကတခြားယောဂတစ်ခုခုကိုဖြစ်စေမလားဆိုတာဘယ်သူမှအာမမခံနိုင်လို့ပါကျမတို့လည်းလေအေးပေးဆက်ကိုအလွယ်တကူမဖွင့်ရဲကြပါဘူးကျမတို့အဆောင်ကလေးထပ်မှာဆိုတော့အောက်ထပ်နဲ့ဆိုရင်မြင့်နေလို့လဲပြောလို့မရနှိမ့်နေလို့လဲပြောလို့မရပါဘူးလေအေးပေးဆက်ရဲ့အပြင်ဘက်ဆက်ကိုဘေးဘက်နေရန်မှာချဆွဲထားပါတယ်နေရောင်ခြည်စွမ်းအင်သုံးပြားကလေအေးပေးဆက်ကိုမောင်းနေနိုင်မလားဆိုတာကိုခဏထားအောင်လေအေးပေးဆက်ဖွင့်လိုက်တာနဲ့အပြင်ဘက်ဆက်ရဲ့ဟိန်းတန်ကအောက်ထက်ကပုတ်ကောင်တွေကိုဆွဲဆောင်မိမှတေးကြပါတယ်ပြီးတော့ကျမတို့အောက်ထက်အဆောင်ခန်းတွေမှာလည်းအသက်ရှင်ကျန်ရစ်သူတွေရှိနေပုံရပါတယ်လူတိုင်းကိုအချိန်မီအကြောင်းမကြားနိုင်ခဲ့တဲ့အတွက်ကျမတို့မှာအပြစ်ရှိတယ်လို့ခံစားနေရပြီးသားပါအခုဆိုရင်ကိုကျိုးအတွက်နဲ့တခြားသူတွေကိုအန္တရာယ်ဖြစ်စေမဲ့အခြေအနေမျိုးကိုပို့ပြီးတော့မလုပ်ရတော့ပါဘူးဒါကြောင့်ကျမတို့အဆောင်ထဲမှာရှိတဲ့တခုတည်းသောပန်ကာလေးကိုဝိုင်းပြီးကျန်းပြင်ပေါ်မှာလှလဲနေလိုက်ကြပါတယ်ဗိုင်းရပ်စ်စတင်ဖြစ်ပွားတဲ့9ရက်မြောက်နေ့မှာကဘာပြက်ကကာလအတွင်းအသက်ရှင်တန်ရေးဟာပထမဆုံးအဆင့်ကိုရောက်ရှိလာပါပြီဒိတ်ခါတွေကုန်ခန်းသွားတဲ့သူတွေကတော့အစားအစာရှာဖွေဖို့နီးလန်းရှာကြပါတော့တယ်ကျောင်းဆောင်တွေအားလုံးကအတူတူပဲပြင်ဆင်ထားတာပါအိတ်ဆောင်တိုင်းဤလတာဆောင်များကြားတွင်တလန်းစာမျှပဲမဝေးကွာလှပေပထမထပ်နှင့်ဒုတိယထပ်တွင်သာကာယံထားပြီးကြံသည့်နေရာများမှာတဝက်တစ်ပြက်သာအကာယံရှိသည်အလွယ်တကူပင်ကြော်တက်သွားနိုင်သည်မျက်နှာချင်းဆိုင်ရှိအမျိုးသားအိတ်ဆောင်မှတတိရှိသူအချို့မှာအန်ဒီယေကိုပင်မမှုပဲလတာဆောင်များကိုကြော်တက်နေကြသည်ဆက်သွယ်ရေးလိုင်းအားလုံးပြတ်တောက်သွားသဖြင့်လူတိုင်းမှာရှေးခေတ်လူသားများကဲ့သို့ဘဝမျိုးသို့ပြန်ရောက်သွားကြသည်သူတို့သည်ပတ်ဝန်းကျင်ရှိအဆောက်အအုံများမှလူများ၏အာယုံဆိုင်မှုကိုချက်ချင်းပင်ရရှိသွားသည်ကျွန်ုပ်တို့အိတ်ဆောင်လည်းချွင်းချက်မရှိပေကျုပ်တို့သည်သတင်းပေါက်လိုက်ကာကိုအနေငယ်ဟာကသူတို့၏လှရှားမှုများကိုစောင့်ကြည့်နေကြသည်သူတို့သည်လတာဆောင်တစ်ခုပြီးတစ်ခုကိုကြော်တက်ကအခန်းထဲတွင်လူရှိမရှိကိုတတိထားစစ်ဆေးနေကြသည်လူရှိသည့်အခန်းကိုတွေ့လျင်ကြော်သွားပြီးနောက်တစ်ခန်းသို့ဆက်တက်သွားကြသည်လူမရှိသည့်အခန်းကိုတွေ့လျင်မူအထဲသို့ဝင်ကာရှာဖွေမွေနှောက်ကြသည်ထို့နောက်အိတ်ကြီးအိမ်ငယ်များဖြင့်မိမိတို့နေရာသို့ပြန်လည်တည်ဆောင်ကြသည်အခြားအဆောက်အအုံများမှလူများကလည်းသူတို့လုပ်သည်ကိုမြင်သောအခါအများစုမှလည်းလိုက်လံအတူယူကြတော့လဲအမျိုးသားအိတ်ဆောင်များတွင်သာဖြစ်ပွားနေသည်ဤတို့ကြည့်လျင်အမျိုးသမီးများမှာပို၍ပင်တတိထားနေကြသည်ဟုဆိုရမည်တခဏအတွင်းမှာပဲအမျိုးသားဆောင်ဟာပင့်ကူလူသားတွေစုဝေးနေသလိုဖြစ်သွားပြီးတတိရှိတဲ့သူတွေကလက်ပလာနဲ့ကြော်တက်ကြတယ်တတိနေတဲ့သူတွေကတော့အခန်းဖော်တွေကသူတို့ကိုယ်ပေါ်မှာအိယာခင်းတွေနဲ့ချီနှောင်ပေးပြီးမှကြော်တက်ကြတယ်ဒါပေမဲ့ဘေးတိုက်သွားနိုင်တဲ့အဆောင်နေရာကအကန့်အသတ်ရှိတော့ပရိပခတွေကတဖြည်းဖြည်းပြင်းထန်လာတယ်လူနှစ်စုကပစ္စည်းဥစ္စာတွေအတွက်အငင်းပွားကြပြီးအတန်တွေကတော်တော်လေးကျဲလောင်နေတယ်
ဇွန်ဘီတွေကအတန်ကြားတာနဲ့လှုပ်ရှားလာကြတယ်။ကျောင်းသားတယောက်ထွက်ပြေးဖို့အတွက်သူ့ရဲ့အခန်းဖော်ကိုအကာအကွယ်ဖြစ်ဇွန်ဘီတွေစီတွန်းပို့လိုက်တာကိုကျမကိုယ်တိုင်မျက်မြင်တွေ့လိုက်ရတယ်။တပ်ပေးကာလမှာလူတဘာဝဆိုတာဘယ်လိုမျိုးလဲဆိုတာကိုကျမတို့ကိုရှင်းရှင်းလင်းလင်းပြသသွားခဲ့တယ်။ကျမတို့စမကြည့်တော့ပဲသတင်းပေါက်လိုက်ကကိုဆွဲပိတ်လိုက်တယ်။အခန်းထဲကညစ်ပတ်ပေရမှုတွေကိုကွယ်ထားလိုက်ပြီးတကားနဲ့သတင်းပေါက်တွေကိုခိုင်မာအောင်လုပ်တုံးကကြံခဲ့တဲ့တစ်သားပြားတွေကိုချက်ချင်းထုတ်ယူလိုက်တယ်။ကျမတို့အခန်းနဲ့ဘေးကန်းကြားမှာကြော်တက်လို့ရတဲ့နေရာတွေကိုလုံးဝပိတ်ဆို့လိုက်တယ်။ဗိုင်းရပ်စ်စတင်ဖြစ်ပွားတဲ့15ရက်မြောက်နေ့မှာကျမတို့ဟာအဆောင်ထဲမှာစနစ်တကျနဲ့နေထိုင်လာကြတယ်။ကျိုးရောင်ကိုကျမတို့ဆက်ပြီးချီနှောင်ထားဆဲဖြစ်ပြီးသူမှလည်းဒီလိုနေထိုင်မှုပုံစံကိုတဖြည်းဖြည်းအသားကျလာတယ်။မကြသေးခင်ကမှအပြင်မှာနေတိုင်းလူတွေကပစ္စည်းရှာဖို့စူးစမ်းနေကြတယ်။တချို့ဆိုရင်အောက်ထပ်ကိုပြေးဆင်းသွားပြီးဘဲကနေကားရလာမှန်းမသိတဲ့ကားတစ်စီးနဲ့ပြန်လာကြတယ်။စူပါမားကတ်တစ်ခုကိုလူရက်ပြီးနောက်ဘေးကင်းစွာနဲ့ပြန်ရောက်လာကြတယ်။ဒီလောက်ရက်ကလူအုပ်စုတစုရဲ့စိတ်ကိုပြင်းပြင်းထန်ထန်လှုပ်ခတ်သွားစေတယ်။သူတို့လည်း2ယောက်3ယောက်တွဲပြီးအပြင်ကိုထွက်သွားကြတယ်။ဒါပေမဲ့တချို့ကတော့ပြန်ရောက်လာကြပေမဲ့တချို့ကတော့နေကင်းဘက်မှာလှည့်လည်နေတဲ့ဇွန်ဘီအုပ်စုတွေထဲမှာသူတို့ရဲ့အရေးအယောင်တွေကိုကျမမြင်လိုက်ရတယ်။ဗိုင်းရပ်စ်စတင်ဖြစ်ပွားတဲ့အနှစ်20မြောက်နေ့မှာဇက်တိုက်ဖြစ်ပွားနေတဲ့အပူချိန်မြင့်မားမှုတွေအပြီးမှာရက်တော်ကြာမိုးသေးထန်စွာရွာသွန်းပြန်တဲ့အပူချိန်ကျသွားပေမဲ့နေရောင်ခြည်စွမ်းအင်သုံးပြားတွေကြောင့်ကျမတို့ဟာနေ့စဉ်သုံးတရက်စစ်တပ်အားကိုရှော့ချသုံးဆွဲဖို့အတင်းအကျပ်ဖြစ်လာတယ်။ဗိုင်းရပ်စ်စတင်ဖြစ်ပွားတဲ့တလမြောက်နေ့မှာလူ4ယောက်ရဲ့သုံးဆွဲမှုကြောင့်အဝတ်စားတွေနဲ့ပြည့်နေတဲ့တစ်တာထဲမှာနေရာလွတ်တွေစတင်ဖြစ်ပေါ်လာတယ်။ theory အရကြန့်ရှိနေတဲ့ပစ္စည်းတွေကကျမတို့အချိန်တော်ကြာအသက်ရှင်တန်ဖို့လုံလောက်ပါတယ်။ဒါပေမဲ့အနာဂတ်မှာဘာတွေဖြစ်လာမလဲဆိုတာဘယ်သူမှမပြောနိုင်ကြဘူး။32ရက်မြောက်နေ့မှာတော့ကျမတို့အနေငယ်စိန်ခံလိုက်ကြတယ်။အလှည့်ကျရည်နဲ့ကိုလက်တန့်စင်ကြတယ်။ရေချိုးတယ်လို့ပဲသဘောထားလိုက်တာပေါ့။33ရက်မြောက်နေ့မှာတော့တယောက်ယောက်ကစတင်လာတယ်။34ရက်မြောက်နေ့မှာတော့ဘေးအဆောက်အုံမှာဘာတွေဖြစ်ပျက်နေမှန်းမသိပဲရုံရင်းဆန်ခတ်မှုတွေဖြစ်ပွားခဲ့တယ်။အဆောက်အုံတစ်ခုလုံးကလူတွေအကုန်ထွက်ပြေးလာကြတယ်။ကျမတို့ရှိတဲ့အဆောက်အုံတွေစီကိုစီးဝင်လာကြတယ်။လူတွေကတဖြည်းဖြည်းနှဲပါလာတယ်။35ရက်မြောက်နေ့မှာတော့ကျမတို့ဆက်သွယ်ရေးနီလန်းတစ်ခုကိုတွေ့ရှိခဲ့တယ်။ဘလူးတုတ်ချိတ်ဆက်မှုဖြစ်လာရတဲ့အကြောင်းရင်းကတော့တန်မနက်ခင်းမှာလက်တာဆောင်မှာသွားတိုင်းမျက်နှာတက်နေတော့မျက်နှာချင်းဆိုင်အမျိုးသားဆောင်မှာရင်းနှီးတဲ့သူတယောက်ကိုတွေ့လိုက်ရလို့ပဲငားလွာရဲ့ဒုတိယအခန်းကျမတို့ရဲ့ဘဲဘက်နံရံနားမှာဝင်ချင်းနဲ့ရှူရှိတို့ရှိနေတယ်။သူတို့ကကျမတို့ဘက်ကိုလက်ပြပြီးတစ်ခုခုကိုအမူအရာနဲ့ပြနေကြတယ်။ကျမတို့ကတော့ဘာမှနားမလဲပဲကြောင်တောင်ဖြစ်နေခဲ့တယ်။သူတို့ကအဲ့ဒါကိုမြင်တော့အခန်းထဲပြန်ဝင်ပြီးစာရွက်2ရွက်ယူလာခဲ့တယ်။စာရွက်ပေါ်တွင်စာရွက်1ရွက်လုံးပြည့်အောင်ရေးသားထားသောစာလုံးကြီးများမှာဘလူးနှင့်တူဟူ၍ဖြစ်သည်။ကျွန်ုပ်တို့ချက်ချင်းပင်သဘောပေါက်သွားပြီးဖုန်းကိုအမြန်ထုတ်ကရှာဖွေကြည့်လိုက်ရာဖွင့်ကြည့်မှသာသိလိုက်ရသည်မှာတကယ်တော့ပတ်ဝန်းကျင်မှာဘလူးတုတ်တွေအများကြီးပွင့်နေပြီးသားဖြစ်နေသည်။ဒါပေမဲ့ရှူရှိတို့ရဲ့နာမည်တွေကိုတော့မှတ်မိရတာလွယ်ကူပါတယ်။ဘယ်အထက်ဘယ်အခန်းဆိုတာကိုတိုက်ရိုက်ရေးထားပါတယ်။ဒါနဲ့ကျမတို့ဘလူးတုတ်ကနေတဆင့်ရှုပ်ထွေးစွာဆက်သွယ်ပြောဆိုကြပါတယ်။ရှူရှိကသူတို့ဘက်မှာလူ3ယောက်ပဲရှိတယ်လို့ပြောပါတယ်။နောက်ထပ်အခန်းဖော်1ယောက်ကတော့သူတို့စကားကိုမယုံပဲစားတောက်ဆိုင်မှာပဲကြံခဲ့ပြီးပြန်မလာခဲ့ပါဘူး။ကျမနည်းနည်းတော့စိတ်မကောင်းဖြစ်မိတယ်။ဟုတ်ပါတယ်။ဒီလိုစကားမျိုးပြောရင်ဘယ်သူမှယုံမှာမဟုတ်ပါဘူး။ကံကောင်းတာကကျမတို့4ယောက်လုံးအတူတူရှိနေကြတာပါ။အကျုံးတနိုင်ငံမှာရင်းနှီးသူနဲ့တွေ့ရတာရှားပါတဲ့အခွင့်အရေးပါ။ဒါကကျမတို့အဆောင်နဲ့သူတို့အဆောင်ကြားမှာရှင်သန်နိုင်မဲ့နီလန်မျိုးမျိုးကိုဖလှယ်နိုင်စေခဲ့ပါတယ်။ပြီးတော့တစ်ဖက်ရဲ့အတွေ့အကြုံတွေအပေါ်မူတည်ပြီးလက်ရှိရှိနေတဲ့ပစ္စည်းတွေကိုအသုံးပြုမဲ့အစီအစဉ်ကိုပြင်ဆင်ခဲ့ကြပါတယ်။ဘလူးတုံးနဲ့ဆက်သွယ်နိုင်ခဲ့တဲ့အတွက်ဒီတိတ်ဆိတ်ချောက်ကပ်နေတဲ့ကျောင်းဝင်းထဲမှာအသက်ဝင်လှုပ်ရှားမှုတွေပြန်လည်ရှိလာခဲ့ပါတယ်။လူတိုင်းကဘလူးတုံးအမည်တွေနဲ့အပြန်အလှန်ပစ္စည်းတွေလဲလှယ်နေကြပြီးကျမတို့လည်းအဲ့ဒီထဲမှာပါဝင်ခဲ့ပါတယ်။တစ်ခါတလေကြရင်ကိုတက်နိုင်တဲ့လောက်တခြားသူတွေကိုပို့ပြီးပြန်ပေးဖြစ်ပါတယ်။ဒါပေမဲ့လည်းပစ္စည်းဥစ္စာတွေကိုအပြင်လူမသိအောင်ထိန်းသိမ်းထားရမယ်ဆိုတဲ့စီးမင်းကိုတော့အမြဲတမ်းလိုက်နာပါတယ်။42ရက်မြောက်နေ့မှာတော့ကျိုးရောင်ကသူမရဲ့ရီစာကားတစ်စီးရလာတယ်လို့စိတ်လှုပ်ရှားစွာနဲ့ပြောလာပါတယ်။ကျမတို့ကိုခေါ်သွားပေးနိုင်ပေမဲ့ကျမတို့စီကပစ္စည်းတွေကိုလိုချင်နေတာပါ။ဒီစကားကနားထောင်ရတာပြဿနာမရှိသလိုနဲ့ဒါပေမဲ့ဒေါသထွက်လွန်းလို့ရေတောင်ရေမိလိုက်ပါတယ်။နင်တို့အခန်းရဲ့အခြေအနေကိုနေရေးစားကိုပြောပြလိုက်တာလား။ကျိုးရောင်ကနည်းနည်းကြောင်သွားပြီးကျမကိုမေးတယ်။ဟိုသူ့ကိုမပြောပြရဘူးလား။တကယ်တော့သူမရေးစားကိုပြောပြတာပြဿနာမရှိပါဘူး။ဘသူမဆိုကိုပိုင်ရွေးချယ်ပိုင်ခွင့်ရှိကြတာပဲလေ။ဒီကိစ္စသာချန်ချန်နဲ့ဝင်ဝေတို့စီမှာဖြစ်ခဲ့ရင်ကျမဘာမှပြောစရာမရှိပါဘူး။ဒါပေမဲ့ဒါကကျိုးရောင်စီမှာဖြစ်နေတာလေ။ကျမကကျိုးရောင်ကိုရည်ရွယ်ချက်ရှိရှိနဲ့ပြစ်မှတ်ထားတာမဟုတ်ပါဘူး။သူမအရင်ကချစ်သူရေးစားထားတော့ကသူမရဲ့ရေးစားဟယ်လီယန်ကိုကျမတို့ကအစကတည်းကသဘောမကျခဲ့ကြတာပါ။ဒီလူကမိမရှုပ်တဲ့သူတယောက်ပါ။ကျမတို့အရင်ကထမင်းစားဆောင်မှာထမင်းစားနေတော့ကမြင်လိုက်ရတာပါ။သူကတခြားမိန်းကလေးတယောက်နဲ့ပခုံးချင်းဖက်ပြီးရင်းနှီးနေတာကိုပါ။အရန်ကို easy ကလေးနိုင်လွန်းပါတယ်။ကျမတို့ပြန်ရောက်တော့ကျိုးရောင်ကိုပြောပြခဲ့ပါတယ်။ဒါပေမဲ့သူမကအချစ်ကြောင့်အုံနောက်6ခံထားရတယ်လို့ပဲကျမတို့ပြောတာကိုသူမမယုံပါဘူး။အဲ့ဒီအစားဟယ်လီယန်ရဲ့အတိတ်ပဲမရှိတဲ့ရှင်းပြချက်တွေကိုပဲအပြည့်အဝယုံကြည်နေပါတယ်။သူမရဲ့စိတ်တွေအမှားခံထားရတဲ့ပုံစံကိုကြည့်ပြီးကျမတို့လည်းထပ်ပြီးမတားတော့ပါဘူး။ကျမတက်ပြင်းချလိုက်ပြီးကျိုးရောင်ကိုတီကြည်စွာနဲ့ပြောလိုက်တယ်။ကျိုးရောင်နင်သူ့နောက်ကိုလိုက်သွားလို့ရတယ်။ကျမတို့မတားဘူး။ရိတ်ခါတွေလည်းပေးလိုက်မယ်။ဒါပေမဲ့နင့်အတွက်ပဲဖြစ်ရမယ်။ပြီးတော့နင့်ရိတ်ခါတွေကိုကျမတို့တည်ပေးမှာမဟုတ်ဘူး။တကားကိုလည်းနင့်အတွက်ဖွင့်ပေးမှာမဟုတ်ဘူး။နင်မာသာနီလန်းရှာရလိမ့်မယ်။ကျမတို့မှာတာဝန်မရှိသလိုနင့်ရွေးချယ်မှုအတွက်လည်းမလုပ်ပေးချင်ဘူး။နင့်ရဲ့အချစ်ကိုစွန့်စားခန်းတစ်ခုစီပို့လိုက်ပါ။နားလည်ပြီလား။ဒါပေမဲ့ကျိုးရောင်ကဘာမှနားမလည်တဲ့ပုံစံနဲ့ခေါင်းကြီးပြလိုက်တယ်။ဒါကြောင့်သူမကလှည့်ပြီးဟယ်လီယန်ရဲ့အကြံဉာဏ်ကိုမေးလိုက်တယ်။ဟိုဘက်ကသူမကိုဘာတွေပြောလိုက်လဲတော့မသိဘူး။နောက်ဆုံးတော့ကျိုးရောင်ကသူ့နောက်ကိုလိုက်သွားဖို့ဆုံးဖြတ်လိုက်တယ်။ကျမလည်းစိတ်မကောင်းဖြစ်ရပြီးသူမကိုမတားနိုင်တော့မှန်းသိလိုက်ရတယ်။နောက်တစ်နေ့မှာတော့ကျိုးရောင်ရဲ့ပစ္စည်းတွေကိုကျမတို့တင်ဆေးပေးလိုက်တယ်။ပစ္စည်းတွေကတက်တာကြီးတွေနဲ့အများကြီးပဲ။ညဘက်မှာဟယ်လီယန်ကသူမကိုလာခေါ်မယ်လို့ပြောတယ်။သူမရဲ့ပစ္စည်းတွေကိုသတင်းပေါက်ကနေကျိုးနဲ့အောက်ကိုအရင်ချထားခိုင်းတယ်။သူတို့ကဒရုန်းတစ်စင်းကိုရအောင်ယူလာကြတယ်။ပြီးတော့အတန်ကျဲတဲ့စပီကာအသေးလေးတစ်ခုကိုချိတ်ဆွဲထားတယ်။သူတို့ကအတန်နဲ့ကျမတို့အဆောက်အုံပက်လေကဖုတ်ကောင်တွေကိုအရင်ဆွဲဆောင်လိုက်တယ်။ပြီးတော့ကားကိုအဆောက်အုံအောက်ထိမောင်းလာခဲ့တယ်။ကားတန်ကြောင်ရောက်လာတဲ့ဇွန်မီတွေကိုသူကအရင်ကအတိုင်းပဲလှည့်စားပြီးခေါ်ထုတ်သွားခဲ့တယ်။လုံခြုံပြီဆိုတာတေချာသွားတဲ့အခါကားပေါ်ကနေပစ္စည်းတွေကိုစတင်တည်ယူကြတယ်
ဒီလိုလှုပ်ဆောင်ချက်တွေကကျမကိုတကယ်ပဲအံ့အားသင့်စေတယ်ဟယ်လီယန်ဆိုတဲ့လူကကြည့်ရတာလူမိုက်လိုနဲ့အုံနောက်ကတော့တုံးတက်သားပဲပစ္စည်းတွေတည်ပြီးတဲ့အခါကျိုးရောင်တယောက်အခက်တွေ့သွားတယ်သူမကအဆောက်အုံထဲကနေဆင်းဖို့ကြောက်နေတယ်ဘယ်သူမှလည်းစင်ကြံလန်းတွေကဇွန်ဘီတွေအကုန်ရှင်းသွားပြီလို့အာမမခံနိုင်ဘူးလေဟယ်လီယန်ကလည်းသူမကိုသွားခေါ်ဖို့စိတ်မဝင်စားပဲကြိုးကနေပဲကိုဘာသာဆင်းလာဖို့ပြောလိုက်တယ်ကျိုးရောင်ကကြောက်တယ်လို့ငိုပြီးပြောနေတော့အပြန်အလှန်ဖြစ်နေကြတယ်ဒါကဟယ်လီယန်အတွက်အကြောင်းပြချက်ကောင်းတစ်ခုဖြစ်သွားတယ်လို့ပဲသူကချက်ချင်းပဲကျိုးရောင်ကိုမျက်နှာထားတင်းပြီးမစင်းချင်ရင်လေနေခဲ့ဆိုပြီးပြောလိုက်တယ်သူ့ရဲ့ပစ္စည်းဝေစုကိုယူပြီးတော့သူ့လူတွေနဲ့အတူကားပေါ်တက်ပြီးနောက်ပြန်တော့မလှည့်ကြည့်ပဲထွက်သွားခဲ့တယ်ကျိုးရောင်တယောက်တည်းအံ့အားသင့်ပြီးနေရာမှာတင်ကြံရစ်ခဲ့တယ်သူမကကျမတို့ကိုဘာလို့ရမှန်းမသိတဲ့ပုံစံနဲ့ကြည့်နေတယ်ကျွန်ုပ်တို့ဒီသူမဆန္ဒရှိသည့်အတိုင်းသူမကိုချော့မော်ခြင်းသို့မဟုတ်တားဆီးခြင်းမျိုးမလုပ်ခဲ့ကြပါရင်းစားသူမကိုအေးဆက်ဆက်ဖြစ်တာကြည့်နေခဲ့ကြသည်ကျိုးရောင်ထိတ်လန့်သွားသည်တကယ်တော့သူမကိုယ်တိုင်ကလည်းလူဆိုးတယောက်တော့မဟုတ်ပါဘူးအားလုံးကလူမှုရေးအတွေ့အကြုံနဲ့ပါတဲ့ចောင်းသားတွေသာဖြစ်ကြပါတယ်သူမတခဏတာထိတ်လန့်သွားပြီးထိုပစ္စည်းများမရှိတော့ကြောင်းကိုယ်တိုင်သဘောပေါက်သွားသည်ကျွန်ုပ်တို့လည်းသူမကိုဆက်လက်ထားရှိတော့မည်မဟုတ်ပါထူးခြားသည်မှာကျွန်ုပ်တို့အရင်ကစကားများကြီးပြောပြီးတားဆီးခဲ့တော့လဲအလကားဖြစ်ခဲ့ရသည်ကဘာပြက်ချိန်တွင်ဖြစ်ပေါ်ခဲ့သောအဆုံးသတ်မလားသည့်အချစ်ဇလန်းကသူမကိုနိုးကြားသွားစေခဲ့သည်သူမမျက်ရည်ကိုအောင့်ထားလိုက်ပြီးမျက်လုံးများနေရဲလာသည်ကျွန်ုပ်တို့၏ရက်ဆက်သောအကြည့်အောက်တွင်သူမသည်ကြောင်တောင်ဖြင့်လက်ကိုပြန်ဆုပ်ကင်လိုက်သည်ထို့နောက်တစုံတစ်ခုကိုဆုံးဖြတ်လိုက်သည့်အလားနေရန်ကိုညွှန်ပြလိုက်သည်ကျမဘေးကန်းကိုသွားလိုက်ပါမယ်ဟိုဘက်မှာဘယ်သူမှမရှိဘူးထင်တယ်ရှင်တို့ကျမကိုရေနဲ့အစားအစာနည်းနည်းလောက်ပေးလို့ရမလားနည်းနည်းလေးဆိုရပါပြီသူမရဲ့ဒီလိုအဖြစ်ကင်းတဲ့ပုံစံကိုကြည့်ပြီးနောက်ဆုံးတော့ကျမစိတ်ပျော့သွားရတယ်ကျမတက်ပြင်းချလိုက်ပြီးသူမအနားကိုသွားကကြောကိုပုတ်ပေးလိုက်တယ်သူမကျမကိုခဏလောက်ငေးကြည့်နေပြီးနောက်အပြင်မှာအနိုင်ကျင့်ခံလိုက်ရတယ်လို့မျိုးမိဘဆွေမျိုးတွေကိုတွေးလိုက်ရတဲ့ကလေးတယောက်လိုမျိုးထိန်းထားနိုင်မဲ့မျက်ရည်တွေကချက်ချင်းပဲပောက်ကွဲထွက်လာတယ်ကျမမခုံးပေါ်မှာခေါင်းအပ်ပြီးရှိုက်ကြီးတငင်ကိုကတောင်းပန်ပါတယ်ရှမ်းတောင်းပန်ပါတယ်လို့ပြောနေတယ်ဒါတွေကမင်းတို့အပင်ပန်းခံပြီးစုဆောင်းထားတဲ့ပစ္စည်းတွေလေကျမရဲ့ချင်းစိတ်ကိုထင်းရင်သူမကိုရင်ခွင်ထဲကနေဆွဲထုတ်လိုက်တယ်ရပြီမငုံနဲ့တော့ဘာမှမဟုတ်ပါဘူးဘေးနာကချန်နဲ့ဝင်ဝေတို့လည်းရောက်လာပြီးသူမမျက်ရည်တွေကိုနူးညံ့စွာတုပ်ပေးကြတယ်ရပြီဟယ်လီယန်ဆိုတဲ့လူကလူရုပ်မာတယောက်ဆိုတာတီးလိုက်ရရင်ပြီးတာပါပဲဒါဆိုအဲ့ဒီပစ္စည်းတွေကိုဘယ်လိုလုပ်မလဲကျိုးရောင်ကရှိုက်ကြီးတငင်နဲ့မေးလိုက်တယ်သူမရဲ့ဒီပုံမှန်မေးခွန်းလေးကကျမတို့၃ယောက်ကိုချက်ချင်းပဲရေမောမိသွားစေတယ်ပေးချတာပေါ့ဇွန်ဘီတွေလာမှကြောက်လို့အတန်မထွက်ရဲပဲအောင့်ထားရတာပါကျမဆိုရကောင်းကိုပုတ်တက်ရင်ပြုံးပြီးပြောလိုက်တယ်ကျမသူ့ကိုကြိုတင်ကာကွယ်ထားပြီးသားပါအဲ့ဒီတစ်တာထဲမှာအမိုက်တွေပဲထည့်ထားတာပါဘာလို့တိတ်နဲ့ပိတ်ထားရတယ်လို့မင်းထင်လဲဆိုတာနားမလဲတယ်လို့ဖြစ်သွားပြီးမှသဘောပေါက်သွားကရေမောလိုက်သည်အဲ့ဒီအပြုံးကအဆောင်ကိုစရောက်တုန်းကလိုပဲလမ်းဆန်းတောက်ပနေစေပါသူမကကျမတို့ကိုပြုံးပြီးမင်္ဂလာပါလို့ပြောခဲ့တာကိုကျမမှတ်မိနေသေးတယ်ကျမနာမည်ဆိုတာပါနောက်ဆိုရင်ကျမတို့အဆောင်တူညီမတွေဖြစ်ကြပြီပေါ့ကဘာပြက်ကရဲ့ညဉ့်ရံမှာတင်ရောက်လာတဲ့သူမကကျမတို့၃ယောက်ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်တယ်ဟယ်လီယန်ရဲ့ကိစ္စကခလုတ်တစ်ခုလိုပဲကဘာပြက်ပြီးနောက်ပိုင်းဒုက္ခအားလုံးကိုပိတ်ပင်လိုက်တယ်လို့ပါပဲကျမတို့ဆိုရကိုပြန်မချုံနှောင်ထားတော့ပါဘူးဒါပေမဲ့သူမကရေစရာကောင်းစွာနဲ့ပဲသူမကိုပြန်ချုံနှောင်ထားဖို့တောင်းဆိုလာတယ်သူမရဲ့စေတနာလွန်ကဲတဲ့ယောဂပြန်ထွက်လာမှဆိုလို့ဆိုပြီးအကြောင်းပြတာမို့ကျမတို့လည်းငင်းမနေတော့ဘူးသူမကိုတကယ်ပဲပြန်ပြီးချုံနှောင်ထားလိုက်ကြတယ်ပြီးတော့သူမရဲ့ဘာမှနားမလဲတဲ့မျက်နှာမူအရာကိုကြည့်ပြီးအယမ်းကိုပျော်ရွှင်မိတယ်ကျမတို့၏နေ့စဉ်ဘဝလေးကလည်းအတော်လေးအဆင်ပြေပြီးစနစ်တကျရှိနေပါတယ်အားလက်ချိန်တွေမှာလည်းဖဲကစားတာမျိုးရှူရှိတို့နဲ့စကားစမြည်ပြောတာမျိုးလုပ်ဖြစ်ပါတယ်ကျမတို့ကျောင်းမှာကျောင်းသားဦးရေ9000လောက်ရှိပါတယ်ကျမတို့မြောက်ဘက်ချမ်းမှာတဲ့အဆောင်အုံပေါင်း20ကျော်ရှိပါတယ်ဒီအဆောက်အုံတွေထဲမှာအသက်ရှင်ကျန်ရစ်သူဘယ်လောက်ရှိသေးလဲဆိုတာကျမမသိပါဘူးဒါပေမဲ့လူတိုင်းကအသက်ရှင်ဖို့စူးစမ်းနေကြတယ်ဆိုတာကိုတော့ကျမသိပါတယ်ဟယ်လီယန်တို့လိုမျိုးဒရုန်းကိုတုံးပြီးဇွန်ဘီတွေကိုဆွဲခေါ်သွားတာမျိုးကိုလူတွေလောက်တာကျမမကြာခဏမြင်ရပါတယ်ပြီးရင်တော့လာတာဆောင်ကနေခုနဆင်းပြီးစားတောက်ကုန်ဆိုင်ဒါမှမဟုတ်စပို့ဆောင်မှာပစ္စည်းတွေရှာဖွေကြပါတယ်ဒါပေမဲ့အဲ့ဒီဒရုန်းတွေကအများရန်ပုံစံတူနေတာပါပဲအတွေ့အကြုံရင်ဝန်ထမ်းတယောက်ရဲ့ပုံစံမျိုးဖြစ်နေပါပြီရှူရှိပြောပြချက်အရသူတို့လည်းဒရုန်းကိုတုံးပြီးအဆောက်အုံတစ်ခုကိုဇွန်ဘီကင်းစင်အောင်လုပ်ဖို့စူးစမ်းခဲ့ပူပါတယ်ဒါပေမဲ့အဆောက်အုံထဲမှာဇွန်ဘီတွေအများများလုံးတာကြောင့်လက်လျှော့လိုက်ရပါတယ်ရက်တွေကြာလာတာနဲ့အမျှအသက်ရှင်ကျန်ရစ်သူတွေကပိုနေလာပါတယ်အစပိုင်းမှာဇွန်ဘီတွေရဲ့အကိုက်ခံရပြီးတေဆုံးသွားသူတွေကလွဲရင်ပေါ့ကြန့်ရှိသူအများစုမှာအဆောက်အုံပေါ်မှာခုနချသူများဖြစ်သည်လေထုကအလွန်လေးပင်နေသဖြင့်ကျွန်ုပ်တို့အပြင်ဘက်ကိုဆက်မကြည့်တော့ပါဒီလိုနဲ့နိုဝင်ဘာလကိုရောက်လာခဲ့ပြီးရာသီဥတုကပုံမှန်မဟုတ်တော့ပါညညအပူချိန်ကွာခြားချက်ကအလွန်ကြီးမားပြီးကျမကလွဲရင်သူတို့၃ယောက်လုံးအေးမိနေကြသည်ကျမစိုးရိမ်စိတ်ဖြင့်မျက်မှောင်ကျုပ်လိုက်မိသည်ဘာကြောင့်လဲမသိမကြသေးမီကစိတ်ထဲတွင်အမြဲတမ်းတုန်လှုပ်နေမိသည်တခုခုဖြစ်တော့မလို့ခံစားနေရသည်ရင်သွေးအိမ်များကိုအပူပေးပြီးနောက်သူတို့တယောက်ချင်းစီအဆောင်ထဲသို့ထည့်ပေးလိုက်သည်ပြီးတော့ဖုန်းကိန်းစောဖို့စိတ်ကူးလိုက်သည်ထိုအချိန်တွင်ရှူရှိ၏ဘလူးတုတ်ချိတ်ဆက်မှုပေါ်လာပြီးကျမခွင့်ပြုလိုက်သည့်အခါသူမကကျမစီသို့စောင့်ကြည့်ရေးဌာန၏ပုံတစ်ပုံကိုပေးပို့လာသည်အပေါ်တွင်ဖုန်းအင်တာနက်ကိုဖွင့်ပြီးတရားဝင်သတင်းကိုကြည့်ရန်ရေးသားထားသည်ကျမစိတ်ထဲတွင်ထိတ်လန့်သွားပြီးအမြန်ဖွင့်ကြည့်လိုက်တော့လေလအတော်ကြာပြတ်တောက်နေသည့်အင်တာနက်မှာတုံ့ပြန်မှုမရှိသေးပါကျမအံ့ဩနေတော့မှပဲဖုန်းထဲသို့ message တစ်ခုတက်လာသည်တကယ်ပဲ message တစ်ခုရရှိခဲ့ပြီးရင်းမှာတရားဝင်နံပါတ်မှဖြစ်သည်ကျမအနေငယ်ပျော်ရွှင်လွန်းအားကြီးနေမိသည်ဒါပေမဲ့အပေါ်ကစာသားတွေကိုမြင်လိုက်ရတဲ့အခါချက်ချင်းပဲစိတ်အေးသွားခဲ့ရသည်စာသားရဲ့အဓိပ္ပာယ်ကတော့ရာသီဥတုပုံမှန်မဟုတ်တာကြောင့်အပူချိန်တွေပြောင်းလဲနေပြီးအေးလိုင်းဝင်ရောက်လာတော့မှဖြစ်လို့အဲ့ဒီအေးလိုင်းရဲ့တက်ရောက်မှုကြောင့်ဇွန်ဘီတွေတောင်ဘက်ကိုရွှေ့ပြောင်းလာကြလိမ့်မယ်ဇွန်ဘီအုပ်စုတွေဖြစ်ပေါ်လာလိမ့်မယ်နိုင်ငံတော်ကအခုတောင်တရုတ်ပင်လယ်မှာလုံခြုံရေးစခန်းတစ်ခုတည်ဆောက်ထားပြီးပြီအကယ်၍အသက်ရှင်ကျန်ရစ်သူတွေဒီသတင်းကိုမြင်တွေ့ခဲ့ရင်ချက်ချင်းတောင်ဘက်ကိုရွှေ့ပြောင်းကြပါသတင်းမှာကယ်ဆယ်ရေးလှုပ်ဆောင်နေတဲ့ဒေသအချို့ကိုလည်းဖော်ပြထားပါတယ်ကျမအကြာကြီးစစ်ဆေးကြည့်ပေမဲ့ကျမတို့ကြောင့်ရှိတဲ့မြို့ကိုရှာမတွေ့ခဲ့ပါဘူးကျမအခန်းဖော်များကိုနှိုးပြီးသူတို့နဲ့တိုင်ပင်ဆွေးနွေးခဲ့ပါတယ်တကယ်တော့ဒီသတင်းကိုစောင့်မြင်တော့ကကျမနည်းနည်းပြောစရာမရှိဘူးနားမလည်နိုင်ဖြစ်ခဲ့ရတယ်ကျမတို့အခန်းထဲမှာလုံခြုံစွာနေကြတာပဲဇွန်ဘီတွေလာရင်လေကျမတို့ကားထဲမှာပြေးပြီးအပြင်မထွက်ပဲဒီအတိုင်းပဲနေရင်ပါလို့အနေခံပြီးအပြင်ထွက်ရမှာလေဒါပေမဲ့နောက်ပိုင်းမှာအစိုးရစီကဗီဒီယိုတစ်ခုထည့်ရခဲ့တယ်
ဗီဒီယိုထဲမှာဇွန်ဘီတွေကအုပ်စုလိုက်ပင်လယ်လိုင်းတွေလိုမျိုးတပုံကြီးစုပုံနေကြတယ်။ဖြည်းဖြည်းချင်းပုံမှုမြင့်မားလာပြီးတကူလုံးပြင်းနေနေတဲ့အေယာမှဘလူးကြီးတစ်ကောင်ဖြစ်လာတယ်။သူလန်းလိုက်တဲ့ခြေလန်းတိုင်းကတထောင်ကျော်ကိုတုံခါစေပြီးကြက်တီးထစရာကောင်းလာတယ်။ World War ရုပ်ရှင်တွေကဂျေရုဆလင်မြို့ရိုးကိုချက်ချင်းသတိရမိတယ်။ရာရှိတွေဒီမြင်ကွင်းကိုဘလို့ရိုက်ကူးခဲ့လဲဆိုတာလည်းမသိဘူး။ဒါပေမဲ့အရာရှိတွေပေးထားတဲ့အချိန်တိုင်းဆိုရင်တော့အနည်းဆုံးတော့ငါတို့စီကိုရောက်ဖို့10ရက်တောင်မလိုတော့ဘူး။ဒါကြောင့်ငါတို့မဖြစ်မနေထွက်ခွာရမယ်။အဲဒီညမှာပဲငါတို့နဲ့ရှုရှိတို့အဖွဲ့ဆွေးနွေးတိုင်ပင်ခဲ့ကြတယ်။လူများရင်အားရှိတယ်ဆိုတဲ့သဘောတူညီချက်ကိုအားလုံးကဆုံးဖြတ်ခဲ့ကြတယ်။ကြံရှိနေတဲ့အသက်ရှင်သူတွေကိုတက်နိုင်တဲ့လောက်ဆက်သွယ်ပြီးအတူတူထွက်ခွာဖို့ပေါ့။ဒါပေမဲ့ငါတို့တွေးထားတာကတော့ကောင်းပေမဲ့တကယ်တမ်းဆက်သွယ်လို့ရတဲ့အသက်ရှင်ကျန်ရစ်သူက10ယောက်ကျော်လောက်ပဲရှိတယ်။နောက်ဆုံးမှာငါတို့နဲ့လိုက်ဖို့ဆုံးဖြတ်သူက4ယောက်ပဲရှိတယ်။ယောက်ျားလေး3ယောက်နဲ့မိန်းကလေး1ယောက်လူတော့ဆုံသွားပြီ။ဒါပေမဲ့လူ11ယောက်နဲ့တောင်တရုတ်ပင်လယ်ဘက်ကိုဘယ်လိုသွားမလဲဆိုတာအကြီးမားဆုံးပြဿနာဖြစ်လာတယ်။ငါတို့စိတ်ပူနေချိန်မှာရှုရှိကစိတ်အေးအေးထားဖို့ပြောလာတယ်။သူကကျမတို့ကိုပစ္စည်းတွေတင်ထားပြီးမနှက်ဖြန်မနှက်ကြရင်သူ့ကိုစောင့်နေဖို့ပြောခဲ့တယ်။တခြားသူတွေကတော့သူ့ရဲ့ချက်ကားပြောဆိုမှုတွေကိုအံ့ဩနေကြတယ်။ဒါပေမဲ့သူတို့ရဲ့စောင့်ရှောက်မှုကိုခံခဲ့ရသူတယောက်အနေနဲ့ကျမတို့အခန်းဖော်ကသူ့ကိုယုံကြည်ဖို့ရွေးချယ်ခဲ့တယ်။ဒီညမှာကျမတို့ဘယ်သူမှတိတ်မအိတ်ဖြစ်ကြဘူး။9 လနီးပါးလောက်စိတ်အေးလက်အေးနေခဲ့ရပြီးနောက်မှာဒီလိုငြင်းချမ်းတဲ့နေရာကနေအတင်းကျပ်ထွက်ခွာရလိမ့်မယ်လို့ဘယ်သူမှမထင်ထားခဲ့မိဘူး။နောက်တစ်နေ့မှာတော့ရင်းနှီးပြီးသားဖြစ်တဲ့ဝန်ထမ်းဟောင်းဒရုန်းကသူ့ရဲ့အတန်ချဲ့ဆက်လေးနဲ့အတူရောက်လာတယ်။ကျမတို့လည်းအမြန်ဆုံးတက်တာတွေကိုကျိုးနဲ့ချီပြီးအောက်ထပ်ကိုချခဲ့ကြတယ်။ကျမတို့မချလို့မပြီးသေးခင်မှာပဲចောင်းကားကြီးတစ်စီးကဘေးကလမ်းမကြီးအတိုင်းမောင်းလာတယ်။ဇွန်ဘီတွေစဖြစ်ကလေးကဒီလောက်ထိစကားမပြောနိုင်အောင်ဖြစ်ရတာမျိုးမကြုံဘူး။ကျမတို့အားလုံးကရှူရှိကိုကြည့်တဲ့အကြည့်တွေကဂိမ်းထဲမှာပတ်စံအစ်စ်သုံးပြီးကစားတဲ့သူတယောက်ကိုကြည့်တယ်လို့မျိုးဖြစ်နေတယ်။ဇွန်ဘီတွေနောက်တစ်ချိန်ထွက်ခွာသွားတဲ့အထိစောင့်ပြီးတဲ့နောက်မှာတော့ရှူရှိဝန်ချင်းနဲ့သူတို့ရဲ့နောက်ထပ်အခန်းဖော်တယောက်ဖြစ်တဲ့စုံစယ်ရီတို့ကားပေါ်ကနေဆင်းလာခဲ့ကြတယ်။သူတို့ဟာအနီးနားကအဆောင်ဆောက်အုံချို့ရဲ့တကားတွေကိုအပြင်ဘက်ကနေတောခတ်လိုက်ကြတယ်။အဆောင်ထဲကဇွန်ဘီတွေအပြင်ကိုထွက်မလာနိုင်အောင်လို့ပါ။ကျန်တဲ့ယောက်ျားလေး3ယောက်ကဒါကိုမြင်တော့သူတို့လည်းလာတာဆောင်ကနေအိယာခင်းတွေကိုရစ်ပတ်ပြီးလှုပ်ထားတဲ့ကျိုးနဲ့အောက်ကိုရှော့ဆင်းလာကြတယ်။သူတို့ကားထဲကိုပစ္စည်းတွေတည်နေတဲ့အချိန်မှာကျမတို့လည်းလာတာဆောင်ကနေအောက်ကိုရှော့ဆင်းလာခဲ့ကြတယ်။ကျမကိုအံ့ဩစေတာကတော့အရင်တစ်ခေါက်ကငွေလိုပြီးအောက်ကိုမဆင်းရဲခဲ့တဲ့ကျိုးတို့ဟာဒီတစ်ခေါက်မှာတော့ကြောက်စိတ်ကိုအန်တုပြီးအောက်ကိုရှော့ဆင်းလာနိုင်ခဲ့တာပါပဲ။သူအောက်ကိုရောက်လာတဲ့အခါကျမကသူ့နဖူးပေါ်ကချွေးဆက်တွေကိုနှစ်သိမ့်ပေးရင်းတုပ်ပေးလိုက်တယ်။ရေရုပ်တရက်သူ့ရဲ့ငိုချင်ပေမဲ့အောင်အီးထားတဲ့ပုံစံလေးကတော်တော်လေးချစ်ဖို့ကောင်းနေတယ်လို့ခံစားလိုက်ရတယ်။ပစ္စည်းတွေတည်ပြီးတဲ့နောက်ကျမတို့အားလုံးကားပေါ်တက်လိုက်ကြတယ်။ကားတကားကိုပိတ်လိုက်တဲ့အချိန်မှာပဲအားလုံးကတပြိုင်နက်တည်းလိုအရင်ကနေခဲ့တဲ့အဆောင်ခန်းကိုလှည့်ကြည့်မိကြတယ်။ဒီတစ်ခေါက်ခွဲခွာပြီးရင်ဘယ်တော့မှပြန်ဆုံနိုင်မလဲဆိုတာလည်းမသိနိုင်တော့ဘူး။ခန်းစားချက်တွေပြီးဆုံးသွားတဲ့အခါမှာတော့ကျမစိတ်ထဲမှာရုတ်တရက်အရေးကြီးတဲ့အချက်တစ်ခုပေါ်လာတယ်။ရှုရှိမင်းမရင်မောင်းနိုင်စင်ရှိလား။လူအများစုကတော့အံ့အားသင့်သွားပြီးရှုရှိကိုဝိုင်းကြည့်လိုက်ကြတယ်။သူလည်းအံ့အားသင့်သွားတယ်။ရှိတော့ရှိတယ်။ဒါပေမဲ့ကတမျိုးစားပဲတီးခံလိုက်ကြပါ။ငါကလွဲရင်ကားမောင်းတက်တဲ့သူတခြားမရှိတော့ဘူးထင်တယ်။ဒီကားကိုဘလို့ရလာတာလဲ။အဲ့ဒီတုန်းကစောင်းမေးပွဲပြီးကန်ဒီចောင်းပိတ်တော့မဲ့အချိန်လေးကျမတို့အတန်းကစခန်းချဖို့စီစဉ်ထားလို့ចောင်းသားသမက်ကစီကနေငှားထားတာနောက်တော့မှဇွန်ဘီတွေပေါ်လာတော့ပြန်အပ်ဖို့နေရာလည်းမရှိတော့ဘူးဒီလိုမျိုးလဲရတာပဲလားရမရတော့မသိဘူးဒါပေမဲ့ကျမတို့ဖွဲကတော့ဒီတိုင်းပဲခရီးဆက်ခဲ့ကြတာပဲကျမတို့ကားကရှေ့ကိုရဲရဲဝံ့ဝံ့မောင်းမြင်သွားခဲ့တယ်နောက်ကဝန်ထမ်းဟောင်းတွေဟာစုံစယ်ယူရဲ့စီမံခန့်ခွဲမှုအောက်မှာကျမတို့နဲ့စန့်ကျင်ဘက်လမ်းကြောင်းကိုရွေးချယ်ခဲ့ကြတယ်ကျမတို့အတွက်နောက်ဆုံးအကြိမ်ဖြစ်အစွမ်းကုန်ကာကွယ်စောင့်ရှောက်ပေးခဲ့ကြတယ်အစိုးရကပေးထားတဲ့လုံခြုံရေးစခန်းကာကွယ်ရေးစစ်ဆေးမှုစုံတည်နေရအရာကျမတို့ offline မြေပုံလမ်းညွန်ကိုကြည့်လိုက်တော့အမြန်လမ်းဆိုရင်14နာရီလောက်ကြာမယ်တိတ်မဝေးတဲ့အကွာဝေးပေမဲ့အမြန်လမ်းကတော့သွားလို့မရနိုင်ဘူးအမြန်လမ်းကပိတ်ဆို့နေမှာတေချာပြီးအခုသွားရင်တော့ဇွန်ဘီတွေအတွက်အစာဖြစ်သွားဖို့ပဲရှိတယ်ဒါကြောင့်ကျမတို့ပြည်အောင်စုလမ်းမကြီးကိုပဲသွားရတော့မယ်ဒါပေမဲ့ကျမတို့ကားရဲ့အမြန်နှုန်းကကန့်သက်ချက်ရှိပြီးရှူရှိတယောက်တည်းပဲကားမောင်းတက်တယ်ခရီးသွားချိန်ကလည်းမတိမတာပဲပို့ကြသွားတော့တယ်ဒါကြောင့်ခံမှန်းချက်အရဥတီယာကိုရောက်ဖို့3ရက်လောက်ကြာမယ်လို့တွက်ချက်ထားတယ်ဒီမျိုးကနေထွက်ခွာတဲ့အခါဝေးလံတဲ့ဓာတ်ဆီဆိုင်တချို့ကိုရှာပြီးစီစုဆောင်ဖို့စူးစမ်းခဲ့ပေမဲ့လက်တွေ့ကတော့ကျမတို့ကိုအကြီးကျယ်ရိုက်ချလိုက်တယ်လို့ပါပဲဓာတ်ဆီဆိုင်ထဲမှာလှည့်လည်နေတဲ့ဇွန်ဘီတွေကကျမတို့လိုတက္ကသိုလ်ကျောင်းသားတွေရဲ့အပြစ်ကင်းစင်မှုကိုလှောင်ပြောင်နေတယ်လို့ပဲကျမတို့လည်းချက်ချင်းပဲရှက်ရွံ့စွာနဲ့ကားကိုမောင်းထွက်လာခဲ့ရတယ်ကံကောင်းတာကတော့ပြည်အောင်စုလမ်းမကြီးပေါ်ရောက်ပြီးမကြခင်မှာပဲကျမတို့နောက်ထပ်ဓာတ်ဆီဆိုင်တစ်ခုနဲ့ထပ်တွေ့ခဲ့တယ်ဒီတစ်ခါတော့အဲ့ဒီမှာဝန်ထမ်းဝတ်စုံဝတ်ထားတဲ့ဇွန်ဘီတစ်ကောင်ပဲရှိတယ်ယောက်ျားလေးတွေကကျမတို့ကိုအောက်ဆင်းခွင့်မပေးခဲ့ဘူးကျမတို့လည်းအခြေအနေကိုနားလည်တဲ့အတိုင်းသူတို့ကိုညှင်းဆန်မနေပဲကားတကားကိုပဲတေချာဆောင်ပေးနေခဲ့တယ်သူတို့ကိုအလုံးရှုံးမဖြစ်စေဖို့ပေါ့သူတို့အားလုံးပေါင်းပြီးအဲ့ဒီဇွန်ဘီရဲ့ခေါင်းကိုရိုက်ခွဲလိုက်ကြတယ်ပြီးတော့စခန်းကိုရောက်ဖို့လုံလောက်တဲ့ဓာတ်ဆီတွေကိုတည်လာခဲ့ကြတယ်ကားပေါ်မှာထိုင်ပြီးတာနဲ့ကျမတို့ခရီးဆက်ခဲ့ကြတယ်ဒီခရီးစဉ်ကအလကားမဖြစ်ပါစေနဲ့လို့ပဲဆုတောင်းမိတယ်ကျမတို့လမ်းပေါ်မှာစိတ်3နာရီလောက်မောင်းနှင်ခဲ့ကြတယ်မြို့တွေကိုဖြတ်သွားတဲ့အခါမှသာဇွန်ဘီနေငယ်နဲ့တွေ့ရတယ်အခြားနေရာတွေကတော့ပျော်ပွဲစားထွက်နေတယ်လို့မျိုးအရန်ကိုတာယာနေတယ်ကားကိုခဏလောက်ထပ်မောင်းပြီးတဲ့နောက်မှာတော့တနေရာရာမှာရပ်နာဖို့ဆုံးဖြတ်လိုက်ကြတယ်ကျမတို့ကားပေါ်ကမစင်ပဲကားထဲမှာပဲအစားအသောက်တွေကိုခွဲဝေစားတောက်ခဲ့ကြတယ်လူတိုင်းကနောက်ခန်းမှာအကျယ်ဆုံးနေရာကိုရှုရှိအတွက်ပေးဖို့အလိုလျောက်သဘောတူလိုက်ကြတယ်သူ့ကိုတက်တောင့်တက်တာအိတ်ဆက်နိုင်စေပြီးအားအင်ပြေဝအောင်လုပ်ပေးလိုက်ပါတခြားသူတွေကတော့စိတ်ကြိုက်နေရာတစ်ခုမှာကွေးလိုက်ပြီးအိပ်ပျော်သွားကြတယ်ညဘက်မှာအလွန်အေးပေမဲ့ကားထဲမှာအသက်ရှူချက်မှာဆိုလို့ကျမတို့ကားရဲ့အမိုးပေါက်ကိုအနှဲငယ်ဟထားလိုက်တယ်မိန်းကလေးတွေဖြစ်တဲ့ကျမတို့ကတော့တယောက်ကိုတယောက်ဖက်ပြီးနှွေးထွေးအောင်နေကြတယ်ဒီလိုနဲ့အပြင်မှာပထမဆုံးညကိုစိတ်အေးလက်အေးဖြတ်တန်းခဲ့ကြတယ်ဒီခရီးလမ်းတစ်လျှောက်လုံးဒီလိုပဲချောမွေ့လိမ့်မယ်လို့ထင်ခဲ့မိတာဒါပေမဲ့နောက်တစ်နေ့မှာမြို့လေးတစ်မြို့ကိုဖြတ်သွားတဲ့အခါမြေပြင်မှာချထားတဲ့စူးကျွန်တွေနဲ့တိုးမိပြီးကားတာယာပေါက်သွားတယ်ရုတ်တရက် break အုပ်လိုက်တဲ့အတန်နဲ့အတူကားတွေကလူတွေအကုန်လုံးလွင့်စင်ကုန်ကြတယ်ကားနောက်ကနေအနီးကပ်လိုက်လာတဲ့ဇွန်ဘီတွေကလည်းပိုပြီးနီးကပ်လာတယ်ကားထဲမှာဆက်နေလို့မဖြစ်တော့ဘူးဒီအတိုင်းဆိုရင်ကားထဲမှာပဲပိတ်မိပြီးတေးရလိမ့်မယ်ထိတ်လန့်နေတဲ့အချိန်မှာဘသူအော်လိုက်မှန်းမသိလိုက်ဘူး
တိပြန်ဝင်လာတဲ့ရှူရှိကကားတကားကိုအမြန်ဖွင့်လိုက်တယ်။မြန်ရှစ်မီတာ100လောက်မှာဆိုင်တစ်ဆိုင်ရှိတယ်။အဲ့ဒီထဲအရင်ဝင်ပြီးပုံကြမယ်။လူအများစုသည်အချင်းချင်းတွဲကူရင်ကားပေါ်မှာအမြန်ဆင်းကသူညွှန်ပြသည့်လမ်းအတိုင်းအလောတကြီးပြေးသွားကြသည်။ဒီလိုမျိုးအသက်လူပြေးရတဲ့ခံစားချက်မျိုးကိုကျမတခါမှမကြုံဖူးခဲ့ဘူး။ဦးရည်ပြားတစ်ခုလုံးထုံကျင်းနေတယ်လို့ပါပဲ။ခြေထောက်နှစ်ဖက်ကခဲတွေတွန်းထားတယ်လို့လေးလံနေသည်။ပတ်ဝန်းကျင်ကနေရောက်လာတဲ့ဇွန်ဘီတွေကပိုများလာတယ်။ကျမစီကိုခုနအုပ်လာတဲ့ဇွန်ဘီကိုမြင်လိုက်ရချိန်မှာတော့နောက်ကျသွားခဲ့ပြီ။ကျမရင်ထဲမှာတုန်လှုပ်သွားပြီးဒီနေရာမှာပဲအသက်ဆုံးရှုံးရတော့မှလားလို့တွေးမိလိုက်တယ်။ကဲတစ်ပြက်အတွင်းမှာပဲဘေးနားကနေခြေထောက်တစ်ဖက်ထွက်လာခဲ့တယ်။အဲ့ဒီကြောက်စရာကောင်းတဲ့ဘလူးကိုတစ်ချက်ကန်ထုတ်ပြီးကျမကိုကယ်လိုက်တယ်။ဝင်ချင်းဖြစ်နေတာပဲ။ကျမသူ့ကိုကျေးဇူးတင်တဲ့အကြည့်နဲ့တစ်ချက်ကြည့်လိုက်ပြီးအဖွဲလိုက်နဲ့အတူရှေ့ကိုဆက်ပြီးအမြန်ပြေးလိုက်တယ်။ဆိုင်ထဲကိုဝင်တော့မယ့်အချိန်မှာရှေ့ကလူတွေကရက်တန့်သွားကြတယ်။ကျမစိုးရင်တကြီးကြည့်လိုက်တော့ဆိုင်ထဲကနေဇွန်ဘီနှစ်ကောင်ထွက်လာတာကိုတွေးလိုက်ရတယ်။ရှေ့ဆုံးကလူနှစ်ယောက်ကကြောက်လန့်ပြီးအံ့အားသင့်သွားတယ်လို့မျိုးနေရာမှာတင်ငိမ့်နိုင်ပြီးရက်နေကြတယ်။ကျမချိန်ဆလိုက်ပြီးပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်ကခြေလမ်းအနေငယ်ဖြစ်အမြန်ပြေးသွားလိုက်သည်။တကားဝမှာရှိတဲ့ကော်ပြားကိုကောက်ကင်လိုက်ပြီးပြေးဝင်လာတဲ့ဇွန်ဘီရဲ့ခေါင်းကိုရိုက်ချလိုက်သည်။မြစ်ပတ်တဲ့သွေးတွေကကျမတကူလုံးကိုစင်ကုန်သည်။ကျမမတွေဝေခဲ့တယ်လို့တွေးဝေနေဖို့အချိန်လည်းမရှိခဲ့ပါ။လှည့်ပြီးကော်ပြားကိုမြှောက်ကဒုတိယမြောက်ဇွန်ဘီရဲ့ခေါင်းကိုထပ်ရိုက်လိုက်သည်။အားမလုံလောက်တာကြောင့်နောက်တစ်ချက်ထပ်ရိုက်လိုက်ရသည်။ကျမရိုက်ရင်းနဲ့သူတို့ကိုအော်ပြောလိုက်တယ်။အဓိကကြဆန်းဘာတွေငေးကြည့်နေတာလဲ။ခုခံကြလေ။သူတို့နှစ်ယောက်မှအိမ်မက်ကနိုးလာတယ်လို့မျိုးဖြစ်သွားပြီးဇွန်ဘီတွေကိုခုခံဖို့လက်နက်တွေကိုအမြန်ရှာကြသည်။ကျမတို့အားလုံးပေါင်းပြီးဇွန်ဘီတွေကိုတွန်းထုတ်လိုက်ကြတယ်။နောက်ကနေပြေးလာတဲ့သူတွေအတွက်နေရာပေးဖို့အမြန်လုပ်ရသည်။ရှူရှိကနောက်ဆုံးကနေပြေးလာပြီးနောက်ကနေအကာအကွယ်ပေးထားသည်။ဇွန်ဘီတွေကသူ့အင်ဂျီစာကိုဖမ်းမိလူနီပါဖြစ်ခဲ့ရတဲ့အချိန်တွေအများကြီးပဲ။သူကအားနဲ့ကန်ထုတ်လိုက်တာကိုကြည့်ရင်ကျမရင်တွေတုန်လှုပ်နေရသည်။နောက်ဆုံးလူပြေးဝင်လာတာကိုအနိုင်ဆောင်ပြီးတဲ့နောက်မှာကျမသူ့စီကိုလက်ကမ်းလိုက်တယ်။သူ့ကိုဆွဲခေါ်ဖို့စူးစမ်းလိုက်ပေမဲ့သူကလည်းကျမစီကိုလက်ပြန်ကမ်းပေးလာတယ်။ဒါပေမဲ့သူကကျမလက်ထဲကိုတစုံတစ်ခုထည့်ပေးလိုက်တယ်။ပြီးတော့သူကကျမကိုအနောက်ဘက်ကိုတွန်းထုတ်လိုက်ပြီးအပြင်ဘက်ကနေတကားကိုကျွမ်းကျင်စွာပိတ်လိုက်တယ်။ပြီးတော့အပြင်ဘက်ဆုံးကတန်တကားကိုပါဆွဲချလိုက်တယ်။ကျမသူ့ကိုမယုံနိုင်စွာကြည့်လိုက်ပြီးရှူရှိမင်းပါလုပ်နေတာလဲလို့မေးလိုက်တယ်။သူကပြုံးလိုက်ပြီးသူ့စီကိုအုံနဲ့ကျင်းနဲ့ပြေးလာနေတဲ့ဖုတ်ကောင်တွေကိုကြောပေးလိုက်တယ်။သူ့ရဲ့ဘယ်ဘက်လက်ကိုကျမစီမြှောက်ပြလိုက်တယ်။အဲဒီမှာနှဆိုင်နဲ့ကြက်ရတစ်ခုထင်ရှားစွာရှိနေတယ်။အသားရည်တွေပြဲထွက်ပြီးအနက်ရောင်ရောရှက်နေတဲ့သွေးတွေစီးကြနေတယ်။အဲ့ဒီအချိန်မှာပဲသူလှုပ်ခဲ့သမျှအကြောင်းရင်းကိုကျမနားလည်သွားတယ်။သူကြိုက်ခံလိုက်ရတာပဲ။အချိန်ကအကြောင်းရဲ့နာမည်ကြီးပြီးနူးညံ့သိမ်မွေးတဲ့အကြီးတန်းကျောင်းသားတစ်ယောက်ဟာအခုအချိန်မှာလဲနူးညံ့တဲ့ပြုံးလေးနဲ့ကျမကိုကျေလောင်စွာဟောပြောလိုက်တယ်။ဒီရှင်းအကယ်၍နန်းဟိုင်ကိုရောက်သွားရင်ရှီအန်ကလင်းရှုဆိုတဲ့မိန်းကလေးတစ်ယောက်နဲ့တွေ့ခဲ့ရင်အဲ့ဒါကိုသူမစီပေးလိုက်ပြီးကျမတို့ကိုစားသူမကိုပြောပြပေးပါ။ကျမတို့ကိုစောင့်စရာမလိုတော့ဘူးလို့သူကကျမလက်ရှိတဲ့ဘက်ကိုညွှန်ပြလိုက်တယ်။ကျမမှသတိထားမိပြီးလက်ကိုဖြန့်လိုက်မိတယ်။ကျမလက်ဖွားထဲမှာအမျိုးသမီးလက်စွပ်တစ်ကွင်းငင်းသက်စွာတည်ရှိနေတယ်။လက်စွပ်ပုံစံကရိုးရှင်းပေမဲ့တက္ကသိုလ်ကျောင်းသားတစ်ယောက်ဝယ်နိုင်တဲ့ဈေးနှုန်းမျိုးဖြစ်တယ်။လက်တွေ့ဘဝကကျမတို့ကိုတုံ့ပြန်ဖို့ခွင့်ရေးတာမပေးခဲ့ဘူး။သူ့ကိုဇွန်ဘီတွေအလူရက်ဝင်ရောက်လာပြီးတန်တကားဝမှာဖိကတ်ထားတာကိုကျမမျက်စိရှိတင်မြင်လိုက်ရတယ်။သူကတော့နာကျင်မှုကိုမခံစားရသလိုမျိုးနှက်ခမ်းတောင်မှာအပြုံးတစ်ခုကိုဆက်လက်ဆင်မြန်းထားဆဲပဲ။ကျမပါဇက်လိုက်ပေမဲ့လေချောင်းထဲမှာတဆုပ်နေပြီးဘာတန်မှထွက်မလာခဲ့ဘူး။သူ့ကိုအတန်မထွက်ပဲကောင်းပြီလို့ပြောလိုက်တယ်။ကျမတို့အဖြေကိုမြင်တော့သူကစိတ်ကျေနပ်စွာနဲ့မျက်လုံးလေးတွေဝင်းညွတ်သွားအောင်ပြုံးလိုက်တယ်။နှလန်းနောက်ဆုပ်လိုက်ပြီးဇွန်ဘီအုပ်ကြီးထဲမှာထာဝရပျောက်ကွယ်သွားတော့တယ်။ကျမတို့မှာသွားလာစရာရင်လည်းမရှိတော့သလိုစားစရာလည်းမရှိတော့ဘူး။လူတိုင်းစိတ်တက်ကြနေကြတယ်။ဒါပေမဲ့အဲ့ဒါကရှူရှိကြောင့်ဖြစ်တယ်။အဲ့ဒီလက်စွပ်ကိုမပြောက်အောင်လို့ကျမကဆွဲကြိုးတစ်ချောင်းလေးကိုထည့်လိုက်တယ်။ပြီးတော့လေဘင်းမှာဆွဲထားလိုက်တယ်။ကျမဆွဲကြိုးပေါ်ကလက်စွပ်ကိုကင်ထားရင်ပထမဆုံးအကြိမ်ဖြစ်နောက်ကိုကြည့်ပြီးယုံကြည်မှုအပြည့်နဲ့ဆုတောင်းလိုက်တယ်။ကျမတို့တောင်တရုတ်ပင်လယ်ကိုဘေးကင်းစွာရောက်ရှိနိုင်ပါစေလို့ဆုတောင်းတယ်။လင်ရှုလို့ခေါ်တဲ့ကောင်မလေးကိုတွေ့နိုင်ပါစေလို့ဆုတောင်းတယ်။ဒီလက်စွပ်ကိုသူမလက်ထဲကိုကိုယ်တိုင်ပေးအပ်နိုင်ပါစေလို့ဆုတောင်းတယ်။ကျမတို့ဒီမြို့မှာဘာမှလုပ်စရာမရှိဘဲ2ရက်လောက်နေခဲ့ကြတယ်။ဒုတိယနေ့ညရောက်တဲ့အထိဘာတွေဖြစ်ပျက်နေမှန်းမသိခဲ့ဘူး။ဒီမြို့တွေကဇွန်ဘီတွေကရုတ်တရက်ဆက်ဆူဝေးပြီးတောင်ဘက်ကိုစတင်ရွှေ့ပြောင်းသွားကြတယ်။ကျမတို့ခွင့်ကောင်းယူပြီးကားတွေကပစ္စည်းအချို့ကိုပြန်ယူခဲ့ကြတယ်။ကံကောင်းလို့အချိန်မီပြန်ရောက်လာတာကျမတို့တကားပိတ်လိုက်တာနဲ့အဝေးကနေဇွန်ဘီအုပ်စုငယ်လေးတစ်ခုထပ်ရောက်လာတယ်။ဒါကကျမတို့ရဲ့စိုးရိမ်စိတ်ကိုပိုပြီးတော့တောင်တိုးပွားလာစေတယ်။ဒါဟာအစိုးရပြောတဲ့ဇွန်ဘီတွေတောင်ဘက်ကိုရွှေ့ပြောင်းတာမျိုးဖြစ်နိုင်တယ်။ဒါပေမဲ့ဒီနေရာကတောင်ဘက်အလွန်ရောက်နေပြီ။သူတို့ကနောက်ထပ်ဘဲကိုဆက်သွားအောင်ပါလေ။တတိယနေ့မှာတော့ဒီနေရာကိုကားတစ်စီးဖြတ်သွားတာကိုတွေ့လိုက်ရတယ်။ဒါဟာဒီခီးတစ်လျှောက်မှာကျမတို့ရခဲ့တဲ့အကြီးမားဆုံးအကျိုးမြတ်ဖြစ်နိုင်ပါတယ်။ဒီလမ်းကြောင်းကမှန်ပုံရတယ်။အသက်ရှင်ကျန်ရည်သူတွေအားလုံးဒီဘက်ကိုဆက်စုဝေးရောက်ရှိနေကြတယ်။ဒီကားကလည်းကျမတို့လိုပဲကန်ဆိုးနေတာပဲ။ဘသူခင်းထားမှန်းမသိတဲ့စူးကြုံတွေနဲ့တိုးမိပြီးတာယာပေါက်သွားခဲ့တယ်။ကားတစ်စီးလုံးကနေအတန်ကျဲလောင်စွာဘရိတ်အုပ်လိုက်တဲ့အတန်ထွက်ပေါ်လာတယ်။ကားတွေကလူတွေကအမျိုးသားမျိုးသမီးတွေအတီးတီးကားပေါ်ကနေပြေးဆင်းလာကြတယ်။ဒါပေမဲ့သူတို့ကကျမတို့ထက်အများကြီးပိုကန်ကောင်းကြတယ်။ဒီမျိုးထဲမှာဇွန်ဘီတွေကအနည်းချင်းလောက်ပဲကျန်တော့တယ်။အစကတော့သူတို့ကိုလက်ပြနှုတ်ဆက်ပြီးတကားဖွင့်ပေးကအထဲဝင်ခိုင်းဖို့စိတ်ကူးခဲ့သေးတယ်။သူတို့နဲ့ပူးပေါင်းပြီးကျမတို့ကိုခေါ်သွားခိုင်းဖို့ပေါ့။ဒါပေမဲ့သူတို့တနက်တွေထုတ်လိုက်တဲ့အချိန်မှာတော့ကျမတို့နောက်ဆုတ်သွားခဲ့တယ်။သူတို့တယောက်ချင်းစီကအလွန်တန်မာပြီးကျန်းတဲ့ပုံစံတွေပေါက်နေတယ်။သူတို့ကဇွန်ဘီတွေနဲ့တိုက်ခိုက်ရာမှာအလွန်ကျွမ်းကျင်ပုံရတယ်။နှစ်ချက်သုံးချက်လောက်နဲ့သူတို့ရဲ့ဥကောင်းတွေကိုပောက်ကွဲသွားအောင်လုပ်လိုက်တယ်။သူတို့ကလှုပ်ရှားမှုမြန်ဆန်ပြီးမြို့ထဲမှာတပတ်ပတ်ပြီးရှာဖွေလိုက်ကြတယ်။ကျမတို့ကားကိုတွေ့သွားပြီးကားထဲမှာကြံခဲ့တဲ့ပစ္စည်းတွေကိုလည်းယူသွားကြတယ်။ကျမတို့ကပတင်းပေါက်ကနေတဆင့်အဲ့ဒီအဖြစ်အပျက်ကိုခိုးကြည့်နေကြတယ်။ကောင်လေးအချို့ကစစ်စုဝေးဖို့ပြင်ပေမဲ့ကျမတို့ကတားဆီးလိုက်တယ်။ဒီလူတွေကကြည့်ရတာမယိုးဘူး။နန်းဟိုင်ကိုရောက်ဖို့နီးနေပြီဖြစ်တဲ့အတွက်အဲ့ဒီပစ္စည်းတွေကပေးလိုက်ရင်လည်းပေးလိုက်ပါတော့ဒီစကားကစိတ်တက်ကြစရာဖြစ်နေတယ်လို့မျိုးလူတိုင်းစိတ်တက်ကြသွားကြတယ်။ဒါပေမဲ့ကျမတို့ကအရင်စမစခဲ့ပေမဲ့အပြင်ကလူတွေကတော့ကျမတို့ကိုလှုပ်ပေးဖို့အစီအစဉ်မရှိကြဘူး။သူတို့ကကျမတို့ပုံနေတဲ့နေရာကိုတွေ့သွားပြီးခြေလမ်းကျဲကြီးတွေနဲ့ရှောက်လာကြတယ်။
ခေါင်းဆောင်ကသပင်တိုတိုနဲ့အရက်လွန်ရှည်တဲ့အမျိုးသားတစ်ယောက်ဖြစ်တယ်အခုချိန်ကညရောက်နေပြီမို့သူ့မျက်နှာကိုအနှဲငယ်ပဲမြင်ရတယ်ဒါပေမဲ့သူ့စီကထွက်ပေါ်နေတဲ့အေးဆက်ဆက်အငွေ့တက်ကကျမကိုနည်းနည်းလန့်စေတယ်သူကအပြင်ကတန်တကားကိုခောက်လိုက်တယ်ကြည့်ရတာတိတ်မပြင်းထန်ပေမဲ့အတန်တစ်ခုချင်းစီကကျမတို့ရဲ့စိတ်ကိုအလွန်တုန်လှုပ်သွားစေတယ်ဘယ်သူမှအတန်မထွက်ကြဘူးကျမတတိမွေးပြီးဘာကိစ္စလဲလို့မေးလိုက်တယ်အပြင်ကလူကပြန်ဖြေတဲ့သူကမိန်းကလေးတစ်ယောက်ဖြစ်နေမယ်လို့မထင်ထားပုံရပြီးခဏလောက်ရက်သွားတယ်ပြီးတော့ဒီနားမှာတခြားကောင်းတဲ့အိမ်တွေမရှိတော့လို့တညလောက်တဲကိုခွင့်ပြုပါလားလို့ပြောတယ်ကျမနည်းနည်းတော့မယုံဘူးသူတို့ကကျမတို့ရဲ့ပစ္စည်းတွေကိုလူယူဖို့ကြံစီနေတာလားလို့စိုးရိမ်မိတယ်ဒါနဲ့ကျမကတက်နိုင်တဲ့လောက်ရင်ရင်ကျေးကျေးနဲ့ပဲဒီမှာလူတွေအများကြီးအတွက်နေရာမဆန့်ဘူးလို့ပြောလိုက်တယ်မဟုတ်ရင်လည်းကားထဲမှာပဲတညလောက်တီးခံပြီးနေလိုက်ကြပါလားအပြင်ကဘာမှပြန်မပြောတော့ပဲခဏအကြာမှာပဲအတန်တိတ်သွားတယ်ကျမတက်ပြင်းချလိုက်ပြီးသူတို့ထွက်သွားပြီဆိုတာတေချာသွားတဲ့အခါအားလုံးကိုအမြန်နားယူဖို့နဲ့မနှက်ဖြန်ကြရင်ကားရှာဖို့ထွက်ရအောင်ပြင်ဆင်ခိုင်းလိုက်တယ်မောင်းလို့ရမရစမ်းကြည့်ဖို့ပေါ့ကျမတို့ဒီတိုင်းထိုင်ဆောင်နေလို့မဖြစ်တော့ဘူးကျမအခန်းဖော်ရဲ့နှစ်သိမ့်စကားကိုမနှဲပြန်တုံ့ပြန်လိုက်ပြီးနယံတောင်းစီလျှောက်သွားပြီးထိုင်ချလိုက်တယ်အရန်ပင်ပန်းနေလို့လားမသိနယံကိုမှီပြီးအိပ်ပျော်သွားတယ်အိတ်ချင်မှုတူဖြစ်နေတော့မှပဲပောက်ကွဲတန်တစ်ခုကြောင့်ကျမလက်နိုးလာတယ်ကျမအလိုလျောက်ပဲအတန်ထွက်လာတဲ့နေရာကိုလှည့်ကြည့်လိုက်မိတယ်ဒီလူအုပ်ကြီးပြန်ရောက်လာလိမ့်မယ်လို့လုံးဝမထင်ထားခဲ့ဘူးသူတို့ကကားကိုအပြင်ဘက်ကနေအကြမ်းဖက်ပြီးဖောက်ဝင်လာကြတယ်သူတို့ကလက်နှိပ်တမီးတွေကင်ပြီးဝင်လာကြတယ်အရန်တောက်ပတဲ့မီးအောင်ကြောင့်ကျမမျက်လုံးတော်မဖွင့်နိုင်တော့ဘူးကျမတို့ဘာမှမလုပ်ရဲပဲသူတို့ရဲ့လှုပ်ရှားမှုတွေကိုပဲစောင့်ကြည့်နေကြတယ်ခေါင်းဆောင်ဖြစ်သူကလက်နှိပ်တမီးနဲ့တပတ်ပတ်ပြီးထိုးကြည့်နေတယ်သူတယောက်ယောက်ကိုရှာနေပုံရတယ်နောက်ဆုံးတော့သူကျမပုံနေတဲ့ထောင်းစီကိုရှောက်လာတယ်သူကျမနားကိုရောက်လာပြီးကျမနဲ့အမြင့်တူဖြစ်အောင်ထိုင်ချလိုက်တယ်သူကင်ထားတဲ့မီးအောင်အောက်မှာပဲသူဟာအလွန်ချုံမောတဲ့လူတစ်ယောက်ဖြစ်ပြီးမျက်ခုံးမျက်လုံးတွေကထက်မြက်နေတာကိုကျမသတိထားမိလိုက်တယ်သူ့အကြည့်တွေကတိတ်ငတ်တကောင်လိုပဲချောတော့ချောတယ်ဒါပေမဲ့သူ့စီကထွက်နေတဲ့ဒေါသမန်တွေကြောင့်လူကောင်းတစ်ယောက်တော့မဟုတ်တော့ဘူးသူကျမကိုခဏလောက်စိုက်ကြည့်ပြီးနောက်အတန်နဲ့ကြီးနဲ့မေးလိုက်တယ်မင်းတို့ထဲမှာခေါင်းဆောင်ကမင်းပဲသူဘာလုပ်ချင်နေတာလဲဆိုတာကျမသိပေမဲ့ခေါင်းကြီးပြလိုက်မိတယ်သူကကျမကိုထပ်မေးတယ်ခုနကငါတို့ကိုမဝင်ခိုင်းတာမင်းမဲမလားတဲ့ကျမနည်းနည်းကြောက်နေပေမဲ့တင်းငိမ်စွာပဲပြန်ဖြေလိုက်တယ်သူဘာတွေကြံစီနေလဲဆိုတာသိချင်လို့ပါသူနဲ့ကျမအချိန်တော်ကြာအကြည့်ချင်းဆုံနေခဲ့ပြီးဘယ်သူမှအကြည့်မလွဲခဲ့ကြဘူးလေထုကတဖြည်းဖြည်းနဲ့တင်းမာလာသလိုဖြစ်လာတယ်ကျမတို့ဘက်ကကောင်လေးတွေကတော့ကိုခန္ဓာကိုတင်းထားကြပြီးဘယ်အချိန်မဆိုတိုက်ခိုက်ဖို့အသင့်ပြင်ထားကြတယ်အားလုံးကနောက်တစ်စက္ကန့်မှာရန်ဖြစ်တော့မယ်လို့ထင်နေချိန်မှာပဲဒီလူကရုတ်တရက်ရေမောလိုက်တယ်သူမျက်နှာကကြည်ကောင်းပြီးရေလိုက်တဲ့အခါခုနကဒေါသရိပ်တွေပျောက်ကွယ်သွားတယ်ရုတ်တရက်ရိုးသားဖြောင့်မတ်တဲ့ပုံစံပေါက်လာတယ်သူကသူ့အင်ဂျီထဲကနေမှတ်ပုံတင်လိုမျိုးအရာတစ်ခုကိုထုတ်လိုက်တယ်ဖြန့်လိုက်ပြီးကျမကိုလေးလေးနက်နက်ပြောလိုက်တယ်ကျွန်တော်ကအမျိုးသားရှာဖွေကယ်ဆယ်ရေးအဖွဲ့ဒုတိယတက်ခွဲမှုချူဖုံရှင်ဖြစ်ပါတယ်ဒီစကားကရုတ်တရက်ကြီးဖြစ်လာတာမို့ကျမတို့အုံနောက်ကချက်ချင်းပဲရက်တန့်သွားသလိုပါပဲသူ့ရဲ့အထောက်ထားပြကတ်ကိုကျမငေးနိုင်စွာကြည့်နေမိတယ်ကျမအိမ်မက်မက်နေရလားဆိုတာကိုခဏတာဝေခွဲမရဖြစ်သွားတယ်ဒီအရာအလုံးနောက်ဆုံးတော့ပြီးဆုံးတော့မှလားချူဖုံရှင်ရောက်လာတာကကျမတို့ကိုအလွန်မင်းဝမ်းသာအားရဖြစ်စေတယ်တခြားသူတွေဘယ်လိုနေလဲတော့မသိဘူးသူတို့ကစစ်သားတွေဆိုတာသိလိုက်ရတဲ့အခါသူတို့အပေါ်အရင်ကထားရှိခဲ့တဲ့တန်တရားတွေအားလုံးပျောက်ကွယ်သွားခဲ့တယ်ရင်းနှီးမှုနဲ့နှဆိုင်တဲ့ယုံကြည်မှုတွေပဲကျန်ရစ်ခဲ့တယ်ဘာလို့အစကတည်းကအထောက်ထားမပြခဲ့တာလဲလို့ကျမတို့ဆက်စုပြီးမေးလိုက်တယ်ကျမတို့ကိုတေလောက်အောင်ကြက်လန့်သွားစေခဲ့တာဘူးချူဖုံရှင်ကကျမတို့ကိုရှင်းပြတာကကဘာပြက်ချိန်မှာစီကန်းတွေပြပြပြီးလူဆိုးတွေကလည်းရမ်းကားနေတယ်ဒီနားတစ်ဝိုက်မှာဖြတ်တန်းသွားလာတဲ့ကားတွေကိုတားဆီးဖို့မြေမြုပ်စုတွေထောင်ထားတဲ့သူတွေရှိတယ်ဘေးဒုက္ခကိုအခွင့်ကောင်းယူပြီးငွေရှာနေကြတာသူတို့ကတခြားသူတွေရဲ့တနာစိတ်ကိုအသုံးချပြီးကားတွေကိုတားဆီးဖို့မျိုးသမီးတွေကိုမကြာခဏစေခိုင်းလေးရှိတယ်သူတို့ကားရက်တီအထိဘေးမှာစောင့်နေပြီးလူရက်ဖို့ကြံစီခဲ့တယ်ဒါကြောင့်မင်းတို့မှာအဲ့ဒီအချိန်ကဒါပဲရှိတာလားသူကစကားနေရင်းနဲ့ကျမကိုလှည့်ကြည့်တယ်ကျမကခက်ခက်ခဲခဲနဲ့လီရှင်းရှင်းလို့ပြန်ဖြေလိုက်တယ်ဟုတ်တယ်လီရှင်းရှင်းမင်းတို့ကိုအဲ့ဒီဓာပြခိုင်းလို့ထင်ခဲ့တာရဲရဲနဲ့တက္ကသိုလ်ကျောင်းသားတွေဖြစ်နေလိမ့်မယ်လို့မထင်ထားခဲ့ဘူးသူ့ရဲ့ဒီလိုမျိုးချက်ချင်းထွက်လာတဲ့ချီကျူးစကားကြောင့်ဝန်ချင်းတို့အားလုံးရှက်ယွံပြီးမျက်နှာတွေနေရဲသွားကအားလုံးပျော်ရွှင်စွာနဲ့ရေမောလိုက်ကြတယ်ကဘာပြက်ပြီးကလေးကဒါဟာကျမတို့အတွက်အပျော်ဆုံးနေ့ဖြစ်နိုင်တယ်ဒီလိုကဘာပြက်ကာလမှာလူတွေကိုအရန်ကြီးမယုံကြည်ပါနဲ့ကျမနည်းနည်းကြောင်သွားပြီးမှသူ့စကားကိုနားလည်သွားကပြုံးလိုက်တယ်ဒါကမင်းတို့ဦးလေးအရွယ်တွေအနေနဲ့ပြောတဲ့စကားလားဦးလေးသူကမျက်ခုံးပင်းလိုက်တယ်ဟုတ်လေရဲပဲဖြစ်ဖြစ်မင်းတို့ပဲဖြစ်ဖြစ်အားလုံးကိုဦးလေးလိုပဲခေါ်ကြတာမဟုတ်ဘူးလားသူကဒီကဲကိုစဉ်းစားလိုက်ပုံရပြီးခေါင်းညိတ်ကအတီးပေါက်နဲ့ပြောလိုက်တယ်ဦးလေးဆိုလဲဦးလေးပေါ့ဘလို့ပဲဖြစ်ဖြစ်အမျက်ထွက်တာပဲလေနောက်တနေ့မနက်စောစောမှာချူဖုံရှင်းကလူတွေကိုခေါ်ပြီးတာယာပြင်လိုက်တယ်ပြီးတော့ကျမတို့ကိုခီးဆက်ဖို့ခေါ်လိုက်တယ်ကားထဲမှာ10နာရီကျော်လောက်ခါရမ်းပြီးစီးလာခဲ့ပြီးမျက်လုံးပြန်ဖွင့်လိုက်တဲ့အခါကျမတို့ကိုလုံခြုံရေးစစ်ဆေးရေးစခန်းစီပို့ဆောင်ပေးလိုက်တယ်ချူဖုံရှင်းတို့မှာကယ်ဆယ်ရေးတာဝန်တွေကျန်နေသေးတာကြောင့်ကျမတို့ကိုပို့ပေးပြီးတာနဲ့အလင်းစလိုနှုတ်ဆက်ပြီးထွက်ခွာသွားကြတယ်ကားပေါ်ကဆင်းပြီးမျက်စိရှိကမြင်ကွင်းကိုကြည့်လိုက်တဲ့အခါကျမမျက်လုံးထဲမှာအံ့အားသင့်မှုတွေပဲကျန်ရစ်ခဲ့တယ်ဒီနေရာမှာလူတွေသွားလာများပြီးစီကံတကြရှိကဘာပြက်ကတ်မတိုင်ခင်ကဘဝနဲ့ဘာမှမချားနာဘူးကျမတို့ကိုတီးခြားစီခေါ်ဆောင်သွားပြီးစစ်ဆေးမှုတွေလုပ်ခဲ့တယ်9ရက်ကြာတီးတန့်ခွဲထားပြီးနောက်မှာတော့အားလုံးကိုစုပေါင်းစီစဉ်ပေးပြီးတင်မောပေါ်တင်ကနန်းဟိုင်စခန်းဘက်ကိုဦးတီမောင်းနှင်သွားတယ်တင်မောပေါ်ကဆင်းတော့ကျမမိဘတွေကကျမကိုစောင့်နေကြပြီးကျမအပြေးလေးဆင်းသွားပြီးသူတို့ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားကမိုးရှိုင်းမိတော့တယ်လွန်ခဲ့တဲ့လအနေငယ်အတွင်းကခန်းစားခဲ့ရတဲ့အခက်အခဲတွေနဲ့ကြောက်ရွံ့မှုတွေဟာဒီအချိန်မှာအကုန်လုံးပောက်ကွဲထွက်လာခဲ့တယ်ကျမတို့ကိုစခန်းထဲမှာနေရာချထားပေးပြီးစနစ်တကျစီမံခန့်ခွဲမှုအတိုင်းလိုက်နာခဲ့ရတယ်တလအကြာမှာတော့လင်ရှုလို့ခေါ်တဲ့မိန်းကလေးကိုကျမရှာတွေ့ခဲ့တယ်ရှူရှိရဲ့စကားတွေနဲ့လက်စွပ်ကိုသူမစီပေးအပ်ခဲ့တယ်မိန်းကလေးကငွေရင်းနဲ့ကျမကိုကျေးဇူးတင်ကြောင်းပြောခဲ့တယ်နှုတ်ဆက်ပြီးနောက်မှာတော့ကျမတို့ထပ်မတွေ့ကြတော့ဘူးကျမနန်ဟိုင်မှာမိဘတွေနဲ့အတူဘဝကိုပြန်စားခဲ့ပြီးအရာအားလုံးကစနစ်တကျနဲ့ပုံမှန်အတိုင်းဖြစ်နေခဲ့တယ်6လအကြာမှာတော့ရှင်တန်ကြံရစ်သူတွေရှိတဲ့ကျွန်းတစ်ကျွန်းလုံးမှာဝမ်းမြောက်တန်တွေပြန့်လွင့်လာခဲ့တယ်ကျမတို့မိသားစုဝင်တွေအတူတူထိုင်ပြီးတယောက်ကိုတယောက်ဖတ်ထားကြတယ်အဲ့ဒါကကာကွယ်ဆေးကိုတီထွင်နိုင်ခဲ့တဲ့အတွက်ဝမ်းမြောက်တဲ့အတန်တွေဆိုတာကျမတို့သိလိုက်တယ်တစ်နှစ်အကြာမှာတော့တနိုင်ငံလုံးမှာရှိတဲ့ဇွန်ဘီတွေအားလုံးကိုရှင်းလင်းနိုင်ခဲ့တယ်ကျမတို့ကိုကုန်းမြေပေါ်ကိုပြန်ခေါ်ဆောင်သွားခဲ့တယ်ကျမတို့ရဲ့နေအိမ်တွေကပျက်စီးယိုယွင်းနေပေမဲ့လည်းလူတိုင်းရဲ့မျက်နှာမှာတော့ပြန်လည်တည်ဆောက်ရမယ့်ဝမ်းမြောက်မှုတွေ
ရှိနေတယ်နောက်ထပ်တစ်နှစ်ကုန်ဆုံးပြီးအကြောင်းကိုပြန်လည်တိစောက်ပြီးတဲ့နောက်မှာတော့ကျမနဲ့ကျမရဲ့အခန်းဖော်တွေကတဖန်ပြန်ပြီးအခန်းဖော်တွေဖြစ်လာကြပြန်တယ်ကျမတို့ကကျိုးရောင်ကိုကျိုးနဲ့တုပ်ထားလိုက်မယ်လို့နောက်ပြောင်ရင်းရေမောပျော်ရွှင်နေကြတယ်ကျမတို့စာတင်တယ်ကြောင်းပြီးတယ်အလုပ်ရှာတယ်ချစ်သူကြီးစားထားတယ်အိမ်အောင်ပြုကြတယ်အရာအလုံးကပျော်ရွှင်စရာကောင်းပြီးပြည့်စုံနေတယ်ဟိုနှစ်ကအတွေ့အကြုံတွေဟာကျမတို့တသက်တာမေ့မရနိုင်တဲ့ဘဝသင်ခန်းစာတစ်ခုဖြစ်လာခဲ့တယ်အော်ဟုတ်သားပြောဖို့မေ့နေတာကျမရေးစားရဲ့နာမည်ကချူလို့ခေါ်တယ်နာမည်ကချူဖုံးရှင်းနဲ့သူကကျမနဲ့အသက်အရွယ်တူပေမဲ့ကျမတို့အတွက်ဘဝရဲ့ဝင်ထုတ်ဝင်ပိုးတွေကိုထမ်းပိုးပေးထားသူတစ်ယောက်ပါဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးပါပြီရှင်အခုလိုဇလန်းကောင်းကောင်းလေးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင် like subscribe လေးလောက်ထားပေးဖို့ကိုလည်းမမေ့ပါနဲ့နော်ဘလို့ဇလန်းမျိုးတွေကိုကြိုက်နှစ်သက်ပြီးနားထောင်ချင်တာရှိရင်အကြံပေးရေးသားခဲ့လို့ရပါတယ်ရှင်ခုလိုအားပေးပြီးနားထောင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲအားပွားပါနဲ့